ကျွန်တော်တို့ပထမအစဆူတောင်းဖို့ရအတွက်ကျွန်တော်တို့ဆရာခိုင်ပြီးကိုအစဆူတောင်းပေးဖို့ယေရှုနာမတော်နဲ့ဖိတ်ခေါ်ပါတယ်ဆရာခိုင်ပြီးအစဆူတောင်းပေးဖို့ပါဆုတောင်းကြပါစို့တုံးလုံးနဲ့ဆိုတော်တော်ဖြတ်ဖြတ်တဲ့ခင်ပရိုရှင်ဒီကျွန်တော်ဒီနေ့ငွေကမာကရူပါစီလက်ကျွန်တော်ဒီမှာစင်တဲ့တိုင်းပဲဒီနေ့မှာပရိုရှင်ရဲ့ဖော်မက်ချောင်းပရိုရှင်ရဲ့ဟိုဒီချန်စာချောင်းကိုကျွန်တော်တင်ဖို့တဲ့ကျွန်တော်အစားပြုခွင့်ပြုကျွန်တော်ချုံပါတယ်ပရိုရှင်ပြကျွန်တော်တင်ပြသွင်းဆောက်တဲ့ပုံစံချပြပါကျွန်တော်ဒီနေ့နားထောင်မဲ့ကျွန်တော်လေ့လာမဲ့တာမျိုးတဲ့ပရိုရှင်ရဲ့ပြန်ပြမယ့်ချောင်း service တော့ပါရင်တော့ခါမှကျွန်တော်တို့နဲ့တူပါလို့မတကယ်ချင်းများဆိုတဲ့ပရိုရှင်တို့လုံးကပြန်လာလို့မြတ်တော့ကောင်းဟိုကျွန်မအိမ်ရောက်ပြီးမှဒီပေါင်းလို့တဲ့ပေါ်ရှင်တူပါစီမစ်တော့ပါရင်ဒီနေ့မနေ့ပြန်တဲ့ခါဒီကျွန်တော်တရားမြတ်တူပါရှိတဲ့ပရိုရှင်ရဲ့ဟိုတောက်လေအတူပြလေဒီတင်ခန်းစာအားလုံးတဲ့ပရိုရှင်ရဲ့အကြောင်းကိုပရိုရှင်ရဲ့နည်းနည်းအကြောင်းလက်ခံနေဖို့တမ်းမြတ်ပူဆောင်တဲ့အကြောင်းလူကြီးလက်ခံတဲ့တောင်းလျှောက်တဲ့ခါမှာတပါးတော့တော့ကဲတင်ပါရှင်ရှင်တဲ့စတော့စကန်နံပါတ်ထောက်ချုပ်ဖြတ်တဲ့ခင်အာမင်ဆရာတမ်ပိတ်ထားတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆရာခိုင်ပြီးပေါ်မှာလည်းကျေးဇူးတင်တယ်ဒီညနေမှာရောက်ရှိလာတဲ့ကျောင်းသူကျောင်းသားတွေအားလုံးဖျက်ခင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေအခုကျွန်တော်တို့မကျွမ်းနိုင်တဲ့ကျောင်းသူကျောင်းသားတွေလည်းအချိန်ရရင်သူတို့ဝင်လာမှာဖြစ်ပါတယ်ပြီးတော့အရင်ဘက်ကတင်ခဲ့တဲ့ကျွန်တော်တို့သင်ခန်းစာပေါ့နော် evangelism mission ပေါ့နော်သာသနာပြုခြင်းနဲ့ဝင်ကလေးတရားအကြောင်းကိုတင်ခဲ့တဲ့ဟာတွေကျွန်တော်တို့မှတ်စုလဲကိုပြုစုပြီးတော့ဆရာမချေရီတူတီစီမှာပို့ထားမယ်အဲ့ဒီမှတ်စုပြုလုပ်ထားတဲ့ဆရာမတွေနဲ့ကျောင်းတက်မပြတ်ကွက်တဲ့ပေါ့နော် academic award နဲ့ကျွန်တော်တို့ကနော်attendant award နှစ်ခုရှိတယ်နော်အဲ့ဒါကို award နှစ်ခုရှိတဲ့အတွက်ကြောင့်ပုံမှန်တက်တဲ့လူတွေနဲ့အဲ့ဒီသင်ခန်းစာပေါ်မှာပုံမှန်အင်စာလို့ပြောမှာပေါ့နော်ပုံစံမဆုလဲလောက်ထားတဲ့လူတွေအားလုံးကိုကျွန်တော်တို့အဝတ်လက်ဆောင်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်ရင်10 minute နောက်ကျရင်လဲနာရီဝက်နောက်ကျရင်လဲတနာရီနောက်ကျရင်လဲအားတဲ့အချိန်မှာဝင်ပြီးတော့ကျွမ်းပေးလိုက်ပါပြီးမှအဲ့ဒါပြီးမှFacebook ပေါ်မှာကျွန်တော်တို့ save လုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ Facebook page မှာပြန်လည်ပြီးတော့ sharing လုပ်မှာဖြစ်ပါတယ်အဲ့ဒီချိန်မှာပြန်လည်ပြီးတော့နောက်ထောင်ပြီးတော့အဲ့ဒီနောက်ထောင်တဲ့ဟာလေးတွေနဲ့အင်စာလေးကိုလုပ်ပေးပြီးတော့အနည်းဆုံးစာမျက်နှာတစ်မျက်နှာနှစ်မျက်နှာရှင်ရတယ်နော်နှစ်မျက်နှာတစ်မျက်နှာကိုခြာကြီးပြီးမှပြင်တဲ့ဟာလေးကိုဘလို့အကျူရှိခဲ့တယ်လဲဘလို့ဘလို့ပြောမလဲသင်ခန်းစာရရှိခဲ့တယ်လဲဆိုတာလေးကိုပဲသိချင်လို့အဲ့ဒါလေးကိုအားလုံးကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီညတင်ရမယ့်ဟာကဓမ္မဟောင်းကျမ်းတစ်နဲ့ဓမ္မကျမ်းအတိတ်ပေါ့နော်ဓမ္မဟောင်းနဲ့ဓမ္မတစ်ကအတူဆုံးပေါ် survey ဆိုတာကအတူချုပ်ဘယ်လိုလဲလာမလဲအဓိကအဖြစ်အတော့ချက်လေးတွေကိုကျွန်တော်တို့တင်ယူမှာဖြစ်ပါတယ်နော်ဘယ်ချိန်မှကြီးတယ်လဲဘသူကကြီးတယ်လဲဘာအနောက်ခံတမအကြောင်းတွေပဲကျွန်တော်တို့ကကြည့်မှာဖြစ်တယ်ကျွန်တော်တို့ screen share လေးကိုscreen share လုပ်ပြီးတော့ screen share လေးကိုကြည့်ရအောင်ပေါ့နော်အားလုံး screen share ကိုမြင်လို့ရလားရတယ်ဆရာဟုတ်ပြီကဲဒီမှာကြည့်ရမယ်ရှင်တော့နော်ကျမ်းစာအုပ်ဆိုတာက Babylon ဆိုတဲ့ဟာနဲ့လာတာဖြစ်တယ်နော် Babylon ဆိုတာက books လို့ပဲဒီပေးရတယ်စာအုပ်လို့ပဲဒီပေးရတယ်အရင်တော့ကတော့စာအုပ်ဆိုတာမရှိဘူး scroll လို့ပဲပြောထားတယ်နော်တကြီးပေါ်မှာရှိတယ်ပြီးတော့စာရွက်အချင်းချင်းတွေမှာရှိတယ်ပရပိုက်ပေါ်မှာလည်းရေးထားတယ်ပြီးတော့အမျိုးမျိုးမှာသူတို့မှာမြင်ချင်းနဲ့စက်ကူဆိုတာမျိုးမရှိတဲ့အတွက်ကြောင့်ဖျောင်းတန်ရှင်နဲ့တစ်တာပြပေါ်မှာလည်းရေးထားတာရှိတယ်အဲ့လိုမျိုးပေါ့နော်အမျိုးမျိုးနဲ့ရေးထားတဲ့အတွက်ကြောင့်အဲ့ဒါကိုပထမဆုံး scroll လို့ခေါ်တယ်အဲ့ဒါကို scroll ကနဲ့ Babylon ဆိုပြီးတော့ခရစ်ပါတာစကားနဲ့ဘာသာပြန်တဲ့ချိန်မှာ books လို့အဓိပ္ပာယ်ရတယ်အဲ့ဒီ books books ဆိုတာကစာအုပ်အားလုံးကို books လို့ခေါ်တယ်နော်ဒါပေမဲ့ Biblos ဆိုတဲ့ဟာကကျွန်တော်တို့ဓမ္မကျမ်းစာကို Biblos လို့ခေါ်တယ်အဲ့ဒါကို one books လို့ခေါ်တယ်နော်အဲ့ဒါတစ်ခုတည်းမှာရေးထားတဲ့ချိန်မှာ scroll ရော
ยีทาร์อายาดีลูกกูซูปอมีมาตะคาเลวันบุกสาวเจ้าพี่อ่อนเล่าได้หากูบิบลอสลูบาตคอเลยสระไอ้ลูอังกฤษลูรอบุ๊กลูกคอเลยจะน้องมีมาลูรอสาวลูกคอเลยเนาะตัวเราพินติดีกับบุลูกคอเลยสระลาไบเบิลลูกคอเลยเนาะบิบลอสก็พินติดีกับเราลาไบเบิลลูกคอเลยอังกฤษดีกับบิบลอสก็ไบเบิลลูกคอท่าเลย အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းနေကျွန်တော် Bible လို့ပဲကျွန်တော်တို့ခေါ်တယ်အစကနေပြောမြန် Bible ကနေ scroll ကနေ Biblos ကနေနော် Bible ဆိုတဲ့ဟာကိုဓမ္မကျမ်းစာဆိုတဲ့ဟာကိုလာချင်းဖြစ်ပါတယ်အဲ့ဒီnew ဓမ္မထောင်းရဲ့ဓမ္မတိရဲ့အဲ့ဒါကိုအားလုံးပေါ်တဲ့ချိန်မှာ one story လို့အင်္ဂလိပ်လိုတော့ပြောထားတယ် one story ဆိုတာကဘာလဲဆိုရင်တော့ဖယားသခင်ရဲ့အကြောင်းအမျိုးစုံတစ်ခုကိုရေးထားတဲ့စာအုပ်လိုပဲဒီပြရတယ်နော်ကျွန်တော်တို့ကျမ်းစာအုပ်မှာဖန်ဆင်းရှင်ဖယားသခင်အသက်ရှင်တော်ဖယားသခင်အကြောင်းကိုပဲအဓိကထားတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်အဲ့ဒီဓမ္မဟောင်းရဲ့ဓမ္မတိယာနှုတ်ခုပေါင်းကို one story နော်ပုံပြင်တစ်ခုလိုပဲသတ်မှတ်ထားကြတယ်ဆိုတာကိုနိဒအနေနဲ့ပြောချင်ပါတယ်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းတိကို Old Testament လို့ခေါ်ထားတဲ့အောက်ထီလို့ခေါ်ထားတဲ့နော်ဓမ္မဟောင်းကျမ်းတိကိုHebrew ဘာသာနဲ့ Aramaic ဘာသာနဲ့ရေးထားတယ်နော် Hebrew ဘာသာတစ်ခုတည်းမဟုတ်ဘဲနဲ့ Aramaic ဘာသာနဲ့လည်းအဲ့ဒီဓမ္မဟောင်းကိုရေးထားတာကိုတွေ့ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဓမ္မကျမ်းတိဆိုတဲ့ဟာကအင်္ဂလိပ်Greek နဲ့ရေးထားတယ်အဲ့ဒီမှာလည်း Latin ဘာသာစကားနည်းနည်းပါတယ်နော် Greek ဘာသာနဲ့ရေးထားတယ်Hebrew ဓမ္မအစာဆောင်တွေမှာLatin ဘာသာစကားလည်းပါတယ်ပြောရမယ်ဆိုတော့ဓမ္မဟောင်းကိုHebrew နဲ့ Aramaic စကားဘာသာစကားနဲ့ရေးထားတယ်ဓမ္မကျမ်းတိကို Greek ဘာသာနဲ့ Latin ဘာသာနဲ့ရေးထားတယ်ဆိုတာကိုသိဖို့လိုပါတယ်နော်ပြီးတော့ဒီနေ့ကျမ်းစာကိုမြန်မာတကဘာလုံးမှာဘာသာပေါင်း2300ကျော်နဲ့ဘာသာပြန်ပြီးပြီဖြစ်တယ်နော်ကျွန်တော်တို့အဲ့ဒီ Greek ဘာသာနဲ့ရေးထားတဲ့ဟာ Hebrew ဘာသာနဲ့ Aramaic နဲ့ Latin နဲ့ရေးထားတဲ့ဓမ္မကျမ်းစာကိုကျွန်တော်တို့ဒီတကဘာပေါ်မှာဆိုရင်တော့ဘာသာပေါင်းစုံ2300ကျော်ရေးထားပြီးသားကိုကျွန်တော်တို့တွေ့ခဲ့ပါတယ်ဆိုတာကိုဒီနေ့နဲ့ပြောချင်ပါတယ်ဒါတရားချက်အနေနဲ့ကဘာဦးကျန်ကနဲ့ပြရချက်အထိဘောနော်ကဘာဦးကျန်ကနဲ့ပြရချက်အထိကျန်းစာအားလုံးရဲ့နော်မှာအခန်းကြီး1100နဲ့80ခုရှိတယ်အဲ့ဒါလေးဒီကိုမှတ်ထားပါနော်ကဘာဦးကျန်ကနဲ့ပြတဲ့ကျန်အထိအခန်းကြီး1100နဲ့80ခုရှိတယ်အခန်းငယ်3195ရှိတယ်စကလုံးနဲ့ပေါ့နော်ဝတ်နဲ့ဆိုရင်တော့3သိန်း35သိန်း6600ရှိတယ်ဆိုတာကိုအခန်းကြီးရဲ့အခန်းငယ်ရဲ့စကလုံးဝတ်ဒီနဲ့အဲ့ဒါကိုလည်းကျွန်တော်တို့ကြည့်ဖို့လိုတယ်ဒီတင်တန်းပြီးပြီဆိုတော့ဆရာရှာမတွေအားလုံးကသူများကိုတင်ကြပူချမဲ့ဆရာရှာမတွေဖြစ်မယ် worship and prayer ကိုတင်ဦးဆောင်မယ် Sunday school မှာတင်ပေးမယ်အမျိုးသမီးကဏ္ဍမှာပါဝင်မယ်လူငယ်မှာပါဝင်မယ်တခါတလေဒေသနာရှင်ဖြစ်မယ်တခါတလေတရားဟောမယ်ဆိုတော့ဒီဟာလေးတွေကိုကျွန်တော်တို့ Bible knowledge အနေနဲ့ကျွန်တော်တင်ချင်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းဆိုတဲ့အောက်ဒီမှာနော်အောက်ပေါင်း39အောက်ပါတယ်နော်အန်တီမှာ29ပါတယ်အားလုံးစုစုပေါင်းမှာကျွန်တော်တို့ကျမ်းစာအုပ်မှာ66အောက်ရှိတယ်ဆိုတာကိုလည်းပြန်လည်ပြီးတော့အတိပြည့်စေချင်ပါတယ်ကျွန်တော်တို့ Protestant လို့ခေါ်တဲ့အခုကျွန်တော်တို့ဗမာပြည်မှာရှိအချင်းသူချင်းတာအများဟာ Protestant လို့ခေါ်တယ်ကျွန်တော်တို့ Protestant ကနေမထွက်ခင်မှာ Roman Catholic ဆိုတာရှိတယ်အဲ့ဒီ Roman Catholic တွေကတော့ကျမ်းစာဟာကျွန်တော်တို့ထက်ပူများတယ်ဆိုတာကသူတို့မှာ Old Testament လို့ခေါ်တဲ့ဓမ္မဟောင်းကျမ်းကိုသူတို့မှာ45အောက်ရှိတယ်ကျွန်တော်တို့ကြတော့39အောက်ပဲရှိတယ်သူတို့မှာတော့45အောက်ရှိတယ်ဒီနေ့ RC လို့ခေါ်တဲ့ Roman Catholic တွေပေါ့နော်ဒါပေမဲ့ဓမ္မကျမ်းတိကတော့အတူတူပဲ29ပဲဖြစ်တယ်ဆိုတော့သူတို့မှာကျမ်းစာအုပ်ပေါင်းက92အောက်ရှိတယ်ဆိုတာကိုလည်းဒီနေ့ပြောချင်တာဖြစ်ပါတယ်အဲ့ဒီ Roman Catholic ရဲ့စာအုပ်မှာအပူစာအုပ်မှာဆိုရင်တော့
တောရဆိုတဲ့ဟာကတောရမှာနော်1 2 3 4 5ရှိတယ်တောရဆိုတဲ့ဟာက1 2 3 4 5ရှိတယ်ပြီးတော့ Navim ဆိုတာရှိတယ် Prophet ရှိတယ် Psalm ရှိတယ်ပြီးတော့ရှိတယ် Ketuvim ရှိတယ် Historical book လို့ခေါ်တဲ့တမန်အကြောင်းကိုရေးထားတဲ့ဟာတွေကိုအားလုံးကိုသူတို့မှာစာအုပ်ပေါင်းအပူရှိတဲ့ဟာကို Apocrypha လို့ခေါ်တယ်နော် Apocrypha လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့Protestant တွေကတော့ကျမ်းပေလို့ပဲပြောထားလိုက်တယ်အဲ့ဒီဟာကိုကျွန်တော်တို့ပယ်လိုက်တယ်နော်ဘာလို့လဲ9အောက်ပေါ့နော်6အောက်ကိုကျွန်တော်တို့ပယ်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာ35ပဲရှိတယ်ကျွန်တော်တို့မှာ6အောက်ကိုပေါင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာ45အောက်ရှိတယ်ဒါလေးကိုကျွန်တော်သိဖို့လိုတယ်ပြီးတော့ဒီဒုတိယအနေနဲ့ what is Old Testament surveys ဓမ္မဟောင်းကျမ်းစာရဲ့ဘယ်လိုပြောမလဲလေ့လာဆန်းစစ်ခြင်းစုဒီမှာပဲနီးပေါ့နော်ဓမ္မဟောင်းကျမ်းစာကိုလေ့လာဆန်းစစ်ခြင်းစုဒီမှာပဲနီးလို့ပဲကျွန်တော်တို့အတိအပြဖွင့်ဆိုကြမယ်ဒီမတိုင်ခင်လေးမှာဆရာတခုပြောချင်တာကကျွန်တော်တို့ကျမ်းစာအောက်ကိုလေ့လာတဲ့အခါမှာကပ္ပဦးကျမ်းကနဲ့ဗျေဒိတ်ကျမ်းအထိနော်biblical doctrine ကနဲ့10ခုရှိတယ် biblical doctrine အနေနဲ့10ခုရှိတယ်ပြီးတော့theological doctrine အနေနဲ့လည်း10ခုရှိတယ်အဲ့ဒါလေးကိုဆရာမတွေကတိဖို့လို့တယ်အဲ့ဒါအရင်အကြီးကြီးတဲ့ဟာလည်းဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ကျမ်းစာအုပ်ကိုဖတ်တဲ့အခါမှာဓမ္မဟောင်းကနဲ့ဗျာဒိတ် Genesis ကနဲ့ဗျာဒိတ်အထိဓမ္မဟောင်းရောဓမ္မကျမ်းတိရောအကုန်လုံးဖတ်တဲ့အခါမှာကျွန်တော်တို့ biblical doctrine အနေနဲ့အကြောင်းအရာ10ခုကိုတွေ့ခဲ့တယ်biblical doctrine မဟုတ်ဘဲနဲ့ theology ပိုင်းကနဲ့ကြည့်မယ်ဆိုရင်လည်းအဲ့ဒါကိုအကြောင်းအရာ10ခုရေးထားတာကိုကျွန်တော်တို့သိချင်တွေ့ခဲ့တယ်အဲ့ဒါကို biblical doctrine ကနဲ့ဘာပြောလဲဆိုရင်နော် the doctrine of God the doctrine of God ဖယားသခင်ရဲ့အကြောင်း the doctrine of Jesus Christ ယေရှုခရစ်ရဲ့အကြောင်း the doctrine of Holy Spirit ဝိညာဉ်တော်ရဲ့အကြောင်း the doctrine of Scripture ဓမ္မကျမ်းစာရဲ့အကြောင်း the doctrine of angel ကောင်းကင်တမန်တို့ရဲ့အကြောင်းပြီးတော့ the doctrine of sin အပြစ်တရားရဲ့အကြောင်းပြီးတော့ the doctrine of man လူတွေရဲ့အကြောင်းပြီးတော့ the doctrine of salvation ကယ်တင်ခြင်းတရားအကြောင်းပြီးမှ the doctrine of church အသင်းတော်အကြောင်းပြီးမှ the doctrine of the last thing လာရမယ့်အနာဂတ်ဘောနော်လာရမယ့် the future time ဘောနော်လာရမယ့်အကြောင်းလေးတွေရှုပြီးမှ10ခုကိုကျွန်တော်တို့တွေ့ခဲ့တယ်ဆိုတော့အဲ့ဒီမှာtheological doctrine နဲ့တွေ့တဲ့ကြည့်တဲ့အချိန်မှာလဲ theological ကတော့ theology proper လို့ခေါ်တယ် theology proper ဆိုတာကတော့အဲ့ဒီကျမ်းစာအုပ်ထဲမှာပါတဲ့ဟာကဘယ်သူအကြောင်းတွေလဲဆိုတော့ number 3က proper ဖျားသခင်အကြောင်း theology of Christology နော်ယေရှုခရစ်တော်အကြောင်း pneumatology ဝိညာဉ်တော်ဖျားအကြောင်း bibliology ဓမ္မကျမ်းစာတရားရဲ့အကြောင်း angelology ကောင်းကင်တမန်ရဲ့အကြောင်းတွေပြီးတော့anthropology လူကြီး hermeneutology အပြစ်တရားရဲ့အကြောင်းပြီးတော့anthropology လူတကာတို့ရဲ့အကြောင်းလူမျိုးတွေအကြောင်းပေါ့နော် hermeneutology အပြစ်တရားရဲ့အကြောင်း sociology ဆိုတဲ့ဟာကကယ်တင်ခြင်းတရားရဲ့အကြောင်းပြီးတော့ ecclesiology လို့ခေါ်တယ် theology term နဲ့ ecclesiology လို့ခေါ်တယ်အဲ့ဒါကအသင်းတော်အကြောင်းပြီးတော့နောက်ဆုံးမှာeschatology ဆိုတာရှိတယ် eschatology ဆိုတာကလာရမယ့်ဘယ်လိုပြောမလဲအနာဂတ်ပေါ့နော်အဲ့ဒီအကြောင်းကိုရေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျမ်းစာမှာကျွန်တော်တို့ပထမဆုံးသိထားဖို့ကဘုရားသခင်အကြောင်းနဲ့ယေရှုခရစ်တော်အကြောင်းနဲ့ဝိညာဉ်တော်ဘုရားရဲ့အကြောင်းဒီအကြောင်းတွေကိုကျွန်တော်တို့ဘယ်လိုနဲ့သိနိုင်တယ်လဲဆိုတော့ဓမ္မကျမ်းစာကနေပဲသိနိုင်တယ်နော်ဘုရားသခင်ရှိတယ်ယေရှုခရစ်တော်ရှိတယ်ဝိညာဉ်တော်ဘုရားရှိတယ်ဆိုတာကဘယ်သူကမှမရှိဘူးဘယ်သူကမှမသိဘူးဒါပေမဲ့ကျွန်တော်တို့ဓမ္မကျမ်းစာကိုလေ့လာကြည့်တဲ့အခါချိန်မှာဒီဘုရားသခင်ရဲ့ခမဲတော်ဘုရားရဲ့သားတော်ယေရှုခရစ်တော်ရဲ့ဝိညာဉ်တော်ဘုရားအကြောင်းတွေဟာဓမ္မကျမ်းစာကပဲရေးထားတယ်ပြီးတော့ကောင်းကင်တမန်အကြောင်းတွေလည်းဓမ္မကျမ်းစာကပဲရေးထားတယ်အဲ့ဒီကောင်းကင်တမန်တွေကလည်းအပြစ်တရားကိုဝင်လာပြီးတော့ဒီအပြစ်တရားကလည်းလူကိုအပြစ်ဖြစ်လာတဲ့ချိန်မှာအပြစ်သားလူကိုကယ်တင်ဖို့ရန်ပေါ့နော်က
เกจินชินตยาอาจองกู doctrine of salvation กูพระยาตะคินซีชินท่าเร่อะไรพระยาตะคินกับเกจินเคเรลูตารีอาลงกูเทเนียเทมาสู้ท่าระกูชัสลูกอเร่ทีนี้จนเราเนาะอติโนลูกขอท่าเร่หากะเนาะนิชเชอติโนโรเนาะเมทอดีอติโนโรกาเบลาอติโนโรเนาะအမျိုးမျိုး AG အတင်းတော်တို့ပေါ့နော်ကျွန်တော်တို့ကအတင်းတော်အမျိုးမျိုးလူတွေကတော့ denomination ကတော့ပြောကြတယ်ဒါပေမဲ့ကျမ်းစာမှာရှိတဲ့ theology doctrine နဲ့ biblical doctrine မှာတော့ church ဆိုတဲ့ဟာကနော် invisible church ဖြစ်တယ်ပြုတ်စုတော်ဝိညာဉ်တော်ကိုကဲတင်ထားတဲ့ဟာကိုဘုရားသခင်က church လို့ခေါ်တယ်နော်အဲ့ဒါကိုယုံကြည်သူတူတယောက်ရှိတိုင်းရဲ့အထက်မှာရှိတဲ့သက်ရှင်တော်ဝိညာဉ်တော်ပေါ့နော်ကဲတင်ခြင်းတရားရရှိတဲ့ကျွန်တော်တို့ရဲ့အတ္တကိုပေါ့နော်အခု church လို့ခေါ်တာဖြစ်တယ်အခုကျွန်တော်တို့နှစ်ချင်းအတင်းတော်တို့ပေါ့နော် AG အတင်းတော်တို့အမျိုးမျိုးမဲ့ထားတဲ့ဟာကတော့ denomination လို့ခေါ်တယ်အဲ့ဒါကိုအဓိကတော့ building တဘောနဲ့ပဲကျွန်တော်ဒီပေးရတယ်အဲ့ဒီကဲတင်ချင်းရရှိတဲ့လူတွေကနောင်ဘဝမှာဘယ်လိုဖြစ်မလဲဆိုတာကိုလက်လာတည်ယူပေးတဲ့အာဟာကို eschatology လို့ခေါ်တယ်နော် eschatology ဆိုတာကအဲ့ဒီကဲတင်ချင်းတရားကိုရပြီးသားလူတွေနောင်မှာဘယ်လိုအသက်ရှင်မလဲဘယ်လိုနေရမလဲဆိုတာကိုတင်ပေးတဲ့ဟာကို eschatology ခေါ်တယ်ပြီးတော့အဲ့ဒီယေရှုခရစ်တော်ကိုမယုံတဲ့ကဲတင်ချင်းကိုမရတဲ့လူတွေအလုံးဟာဘယ်လိုအသက်ရှင်မလဲဘယ်လိုတွားမလဲဘယ်လိုဖြစ်မလဲဆိုတာကိုလက်လာတဲ့ဟာကို the last thing eschatology လို့ခေါ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဓမ္မကျမ်းစာကိုမေတ္တာဖြတ်တဲ့အခါမှာဓမ္မဟောင်း Genesis ကနဲ့ဓမ္မတစ်ပြည့်တဲ့အချက်အထိကိုဖတ်တဲ့အခါမှာဥပမာဆိုပါစို့ဒီနေ့တော့တရားဟောတော့မယ်ဆရာမတို့တရားဟောတော့မယ်အတင်းတော်မှာဥဆောင်ကိုဖြစ်ရတော့မယ်လူငယ်အစည်းအဝေးမှာဘာညာပေါ့အဲ့ဒီချိန်မှာဆရာမတို့ကကျန်းစာအုပ်ကိုယူပြီးကျန်းစာအုပ်ကိုယူပြီးတော့ကျန်းစာအုပ်ကိုဖတ်မယ်ဆိုပြီးတော့ကျန်းစာအုပ်ကိုလာတဲ့ချိန်မှာဖတ်တဲ့အချိန်မှာဒီကျန်းစာအုပ်ကိုဖတ်တာနဲ့တခါတည်းဘာမှမရှင်းစားနဲ့ဒီနေ့ဆက်တာမှဖတ်တယ်ကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ဟာအခုနပြောသလိုထက်ကပါသလားကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ဟာဘုရားသခင်အကြောင်းလားယေရှုခရစ်တော်အကြောင်းလားဒါမှမဟုတ်ရင်ဥညင်တော်ဘုရားအကြောင်းလားဒါမှမဟုတ်ရင်ဓမ္မကျမ်းစာရဲ့အကြောင်းလားဒါမှမဟုတ်ရင်ကောင်းကင်တမန်တွေရဲ့အကြောင်းလားဒါမှမဟုတ်ရင်လူတွေရဲ့အကြောင်းလားဒါမှမဟုတ်ရင်အပြစ်တရားရဲ့အကြောင်းလားဒါမှမဟုတ်ရင်ကဲတင်ခြင်းတရားအကြောင်းလားဒါမှမဟုတ်ရင်အတင်းတော်ယုံကြည်သူရဲ့အကြောင်းလားဒါမှမဟုတ်ရင်လာမယ့်အကြောင်းလားဆိုတာကိုချက်ချင်းစိတ်ထဲမှာခံစားရမယ်ဒါမှမဟုတ်ရင်တရားဟောတဲ့ချိန်မှာအကုန်လုံးလွှဲပြီးတော့နော်တရားဟောမှာအဲ့ဒါကြောင့်တချို့လူတွေကကျမ်းစာကိုဖတ်ပြီးမှဘာကျမ်းပိုက်ကိုဖတ်ထားတယ်လဲဆိုတာကိုမသိကြဘူးနော်ကျွန်တော်ဖတ်တွေ့တဲ့ကျမ်းပိုက်ဟာဘုရားသခင်အကြောင်းလားယေရှုခရစ်အကြောင်းလားကယ်တင်ခြင်းအကြောင်းလားအပြစ်တရားအကြောင်းလားအသင်တော်အကြောင်းလားမသိဘဲနဲ့ကိုယ်စိတ်ထဲမှာရှိတဲ့နော်ကိုကြားဘူးတဲ့ဟာတွေကိုဖတ်တဲ့စာအုပ်တွေကိုယူပြီးမှအမျိုးမျိုးနဲ့တရားဟောကြတယ်နော်အသင်တော်မှာဥဆောင်သူတယောက်ဖြစ်လာတော့မယ်ဆရာမဖြစ်လာတော့မယ်လူတယောက်ကဖတ်သွားတဲ့ကျမ်းပိုက်ကိုအမဲတမ်းကျွန်တော်တို့သိရှိဖို့လိုတယ်ခင်ဗျားဖတ်တဲ့ကျမ်းပိုက်ကဘုရားသခင်အကြောင်းဆိုတော့အဲ့ဒီဘုရားသခင်အကြောင်းကိုပဲဟောပါခင်ဗျားဖတ်သွားတဲ့ကျမ်းပိုက်ကကဲတင်ခြင်းတရားအကြောင်းဆိုတော့ကဲတင်ခြင်းတရားအကြောင်းကိုပဲဟောလိုက်ပါခင်ဗျားဖတ်သွားတဲ့ဝိညာဉ်တော်ဘုရားအကြောင်းဆိုတော့ဝိညာဉ်တော်ဘုရားအကြောင်းကိုပဲဟောလိုက်ပါခင်ဗျားကဲတင်ခြင်းအကြောင်းကိုဖတ်ပြီးမှဝိညာဉ်တော်အလောက်ပုံကိုတွားဟောမယ်ဆိုတော့အဲ့ဒါအယူပဲဖြစ်သွားတယ်နော်အဲ့ဒါတကူလည်းမရှိဘူးနော်အဲ့ဒါကြောင့်အင်္ဂလိပ်လူကဘာလို့ပြောလဲဆိုတော့ rhetorical preaching လို့ခေါ်တယ် rhetorical preaching ဆိုတာကနော်ကျမ်းစာအုပ်ကိုဖတ်ပြီးမှအမျိုးမျိုးပုံဥပမာယူပြီးတော့နော်ကျမ်းစာထဲမှာမဟုတ်တဲ့အပင်ကဟာရီယူပြီးတော့ဒီလူဖြစ်တဲ့ဘာညာမောနော်အဲ့လိုမျိုးတွေတင်ပူချက်နေတဲ့ဟာတွေဟာမာယွန်းတော့နော်တင်ယူပူချက်ခြင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဓမ္မကျမ်းစာကိုလေ့လာတဲ့အခါမှာကျွန်တော်တို့တရားဟောတော့မယ်ဓမ္မမဟုတ်ရင်ကျွန်တော်စတာဒီလောက်တော့မယ်ဆိုရင်တော့ခင်ဗျကျမ်းစာဖတ်တာနဲ့ကျွန်တော်ဖတ်သွားတဲ့ဟာကဒီကဘုရားသခင်အကြောင်းပဲဒီကယေရှုခရစ်တော်အကြောင်းပဲဒါကကဲတင်ခြင်းပဲဒါကအပြစ်တရားပဲဒါကလူတွေအကြောင်းပဲဒါကအတင်းတော်အကြောင်းပဲရှုတာကူချက်ချင်းစိတ်ပန်းချစိတ်ဖြစ်နေမှုရအတိကအချက်ဖြစ်တယ်ဆိုတာကိုပထမအဆုံး
ကျွန်တော်တို့ကျမ်းစာကိုလေ့လာတဲ့အချိန်မှာအဲ့ဒါကိုတည်ဖို့လိုတယ်ဆိုတော့ဒီညကျွန်တော်တို့သင်ယူရမယ့်ဟာကဓမ္မဟောင်းကျမ်းလေ့လာဆန်းစစ်ခြင်းဆိုဒီမှာပဲနေ What is Old Testament survey ဒီမှာအင်္ဂလိပ်လူကြီးထားတယ် an introduction to the authorship and the content of the Bible the Testament ค่ะဒီလိုဒီကျမ်းစာအုပ်ဓမ္မဟောင်းကျမ်းစာအုပ်ကိုလေ့လာတည်ယူခြင်းဆိုဒီမှာဓမ္မဟောင်းကျမ်းမြတ်တွင်ပါဝင်သောဗာလဲအကြောင်းအရာများရည်သားသူများမိတ်ဆက်ပေးခြင်းကိုဖြစ်ပါတယ်တဲ့နော်ဥပမာကပ္ပဦးကျမ်းအကြောင်းကိုလေ့လာတော့မယ်ရှင်နော်အဲ့ဒီကပ္ပဦးကျမ်းမှာပါအကြောင်းအရာတွေရှိလဲဘသူကရေးတယ်လဲဘယ်မှာရေးထားခဲ့တယ်လဲဆိုတဲ့ဟာကိုလေ့လာဆန်းစစ်ခြင်းကို Authority survey လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဓမ္မဟောင်းကျမ်းနော်လေ့လာခြင်းစုံစမ်းလေ့လာခြင်းဆိုပြီးတော့အဓိပ္ပာယ်သတ်မှတ်ထားတယ်နံပါတ်2အနေနဲ့ special attention will be given in the important person place and the event as well as the key chapter in the Old Testament and Revelation အဓိကကျွန်တော်တို့လေ့လာမယ့်ဟာကအဲ့ဒီကျမ်းစာအုပ်တောက်ကိုဖတ်သွားတဲ့အခါမှာအကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူလဲဘယ်နေရာမှာဒီဟာဖြစ်ခဲ့ဘူးတလဲဒါဆိုရင်ဒီဟာကဒီထဲမှာအကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူလဲဘယ်နေရာမှာဖြစ်ခဲ့တယ်လဲဘာအကြောင်းတွေဖြစ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ကျမ်းစာဖတ်တဲ့အချိန်မှာအဲ့ဒါကိုအမေတန်စိတ်ထဲမှာခံစားရမယ်ခင်ဗျဖတ်သွားတဲ့ကျမ်းပိတ်ကျမ်းစာအုပ်ထဲမှာအကြောင်းအရာတစ်ခုခုဖတ်သွားတဲ့အခါမှာ the man အကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူလဲကျွန်တော်ဖတ်သွားတဲ့ကျမ်းပိတ်ထဲမှာအကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူလဲနံပါတ်1ကျွန်တော်ဖတ်သွားတဲ့ကျမ်းပိတ်ထဲမှာအကြီးဆုံးအဖြစ်ကပါလဲသူတို့ဘယ်လိုဖြစ်တယ်လဲသူတို့ဘယ်လိုနေတယ်လဲသူတို့ကဘာအကြောင်းတွေဆွေးနွေးခဲ့တယ်လဲတဲ့ဟာမျိုးကိုအဓိကထားမယ်ပြီးတော့နံပါတ်3အနေနဲ့ဒီအကြောင်းအရာတွေကိုဘယ်မှာဖြစ်ခဲ့တယ်လဲနော်ဣသရေလနိုင်ငံမှာလားဇဒနိုင်ငံမှာလားယုံကြည်သူအသက်တာမှာလားမယုံကြည်သူအသက်တာမှာလားဒါမှမဟုတ်ရင်ဒီဟာတွေကဘယ်မှာဖြစ်ခဲ့တယ်လဲဆိုတာကိုအဓိကကျွန်တော်တို့လေ့လာဖို့ကနော်ဒီရှိဖို့ကအဓိကဖြစ်တယ်ဆိုတာကိုလည်းဒုတိယချက်အနေနဲ့ဆရာတင်ပြချင်တာဖြစ်ပါတယ်နော်ရှင်းနေနော်နံပါတ်1ကျွန်တော်တို့ကျက်စာအုပ်ကိုဖတ်တဲ့အခါမှာဒီကျက်စာအုပ်ကဘယ်သူကရေးတယ်လဲဘာအကြောင်းတွေရေးခဲ့တယ်လဲဘယ်မှာရေးတယ်လဲဆိုတာကိုကျွန်တော်တို့ပထမဆုံးရှင်းစမယ်ဒုတိယချက်အနေနဲ့ကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်မှာဘယ်သူကအကြီးဆုံးလဲဘယ်သူအကြောင်းတွေရေးထားတယ်လဲဘာအကြောင်းတွေရေးထားခဲ့တယ်လဲဘာအကြောင်းဒီအကြောင်းတွေကိုရေးပြီးတော့ဘယ်မှာဖြစ်ခဲ့တယ်လဲဆိုတာကိုနံပါတ်2အနေနဲ့ကျွန်တော်တို့ကဒီခုကလူတယ်ဆိုတာကိုကျွန်တော်တို့ဓမ္မဟောင်းကိုလေ့လာတော့မယ့်အတွက်ကြောင့်အဲ့ဒါလေးကိုပထမအုပ်ဆုံးအနေနဲ့ပြောချင်တာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ကပ္ပဦးကျမ်းဓမ္မဟောင်းကျမ်းကနဲ့ဘယ်လိုဓမ္မဟောင်းကျမ်းကိုဘယ်လိုအပန်းလိုက်ဘယ်လိုခွဲခြားထားတယ်လဲဆိုတာကိုကျွန်တော်တို့ပထမဆုံးကြည့်ရအောင်ပေါ့နော်ကဲပြောပြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာကျွန်တော်တို့ကစာအုပ်ပဲနှောက်ရှိလဲဆိုတော့39အောက်ရှိတယ်နော်အတန်ကူမှုပလောက်ထားတဲ့အတွက်ကြောင့်ဆရာကမေခွန်းထုတ်မယ်ဆိုရင်လည်းမေဆက်ကနေပဲနော်မေဆက်ကနေရေးလိုက်ပါနော်ဒါမှမဟုတ်ရင်တခါလဲမိတ်ကိုဖွင့်ပြီးမှပြန်ဖြည့်ပေးလိုက်ပါနော်ဆိုတော့ကျွန်တော်တို့ဓမ္မဟောင်းကိုလေ့လာတဲ့အချိန်မှာပထမဆုံးရေးထားတဲ့စာအုပ်ကိုဓမ္မဟောင်းကို30အောက်လုံးကိုနော်ကျွန်တော်တို့ကအပိုင်း5ပိုင်းခွဲချက်ထားတယ်အဲ့ဒါမှတ်ထားနော်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းကိုအပိုင်း5ပိုင်းခွဲချက်ထားတယ်နံပါတ်1 Pentateuch လို့ခေါ်တယ် Pentateuch ဆိုတာကတော့ law လို့ခေါ်တယ်နော်မောစေကြီးတာထားသောကျမ်း5ကျမ်းမောစေကပထမဆုံးရေးထားတဲ့ကျမ်း5ကျမ်းကို Pentateuch ဥပဒေစာအုပ်လို့နော်နံပါတ်1ရေးထားတယ်နံပါတ်2 former prophet လို့ပြောထားတယ်အဲ့ဒါကိုတမန်အကြောင်းအရာတွေကိုရေးထားတဲ့တမန်နှုတ်ခမ်းအကြောင်းတွေကိုရေးထားတဲ့ဟာတွေကိုကျွန်တော်တို့ကဘယ်သူတွေလဲဆိုတော့ Joshua တို့နော်ရုတာတို့အဲ့လိုမျိုးစာအုပ်တွေကိုအကြောင်းအရာတွေကိုရေးထားတဲ့ဟာတွေကိုကျွန်တော်တို့ historical book နော်တမန်ကျမ်းစာရဲ့ပုံပေးလို့ပဲကျွန်တော်တို့ရေးထားတယ်ပြီးတော့နံပါတ်3က
the writer လို့ပဲရေးထားတယ်ကျန်ကမ်းမြန်မာလူတို့ကျန်ကမ်းမြလို့ပြောထားတယ်ကျန်ကမ်းမြဆိုတဲ့ဟာကယောဘတို့ဆာလံကျမ်းတို့နော်တုတ်တန်ကျမ်းတို့ဗာလဲတေသနာကျမ်းတို့ကိုဆိုလိုမွန်တချင်းတို့ကိုကျွန်တော်တို့ကကျန်ကမ်းမြလို့ကျွန်တော်တို့ရေးထားပြောတာဖြစ်တယ်ပြီးတော့နောက်ဆုံးမှာပြောလဲ prophet က2မျိုးရှိတယ်ပထမက major prophet လို့ပြောထားတဲ့အရေးကြီးတဲ့ prophet 4ယောက်ရှိတယ်Daniel တို့ပေါ့နော် Isaiah တို့နော် Jeremiah တို့ Ezekiel တို့ဒီ4ယောက်ကို minor prophet လို့ခေါ်တယ်အကြီးကြီး prophet တွေနော်တမန်တော်တွေပြီးမှပေါ့နော်အကြီးမပါတော့ prophet 7ဦးရှိတယ်နော်အဲ့ဒါ Moses Amos တို့နော်အဲ့လေကိုနောက်မှတည်ယူမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တမန်ကျမ်းဟောင်းကိုအဲ့ဒီတမန်ကျမ်းဟောင်း30အောက်လုံးကိုကျွန်တော်တို့အပိုင်း5ပိုင်းခွဲချက်ထားတယ်ဆိုတာကိုလည်းပထမဆုံးကျွန်တော်တို့ကသိဖို့လိုတယ်ကဲအခုနကျွန်တော်တို့ပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ Pentateuch ဆိုတဲ့စာအုပ်နဲ့ထဲမှာဘယ်လိုလုပ်ပါတယ်လဲပြီးတော့ကျန်ကမ်းမြတ်စုမှာဘယ်နှမပါတယ်လဲပြီးတော့ရာဇဝင်ကျမ်းမှာဘယ်လိုပါတယ်လဲပြီးတော့prophet မှာနော်ဘယ်လိုပါတယ်လဲဆိုတဲ့အခုကျွန်တော်တို့ဒီလိုခွဲခြားထားတယ်နံပါတ်1အနေနဲ့ Pentateuch လို့ခေါ်တဲ့ဥပဒေစာအုပ်မောဆက်ကြီးတာထားတဲ့ဥပဒေစာအုပ်5ခုကိုကျွန်တော်တို့ကဥပဒေစာအုပ်လို့ခေါ်ထားတဲ့ဟာကပါလဲနံပါတ်1ကဘာဦးကျမ်းထွမြောက်ရာကျမ်းဝတ်ပြုရာကျမ်းတော်လေရာကျမ်းတရားဟောရာကျမ်းနော်အဲ့ဒီ5အောက်ကိုဥပဒေစာအုပ်လို့ကျွန်တော်တို့သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒါကိုလုံးဝမမဲနဲ့နော်ပထမဆုံးမောဆက်ကြီးတာထားတဲ့5အောက်ကိုနော်ဓမ္မကျမ်းစာရဲ့ဥပဒေစာအုပ်လို့ပဲကျွန်တော်တို့သတ်မှတ်ထားတယ်အဲ့ဒါကို Genesis Exodus Leviticus Number Deuteronomy နော်ကဘာဦးကျမ်းထွမြောက်ရာကျမ်းဝတ်ပြုရာကျမ်းတော်လေရာကျမ်းတရားဟောရာကျမ်းအဲ့ဒီ5ကျမ်းကိုဓမ္မကျမ်းစာရဲ့ဥပဒေစာအုပ်လို့ရေးထားတယ်ပြီးတော့ကျွန်တော်ဆေး prophet များလို့နော်အခုန former prophet ပြောထားတဲ့ကျမ်းဟာကဘာလဲဘသူတွေလဲဆိုတော့ဇိုဆွာတော့နော်တရားသူကြီးတော့နော်ပြီးတော့ရူတာတော့ဘောနော်ပြီးမှကျန်ကမ်းမြတ်လို့ခေါ်တဲ့နော်ဓမ္မအကြဆိုဆောင်ပထမစာဆောင်ကနဲ့ဒါဒုတိယစာဆောင်ကနဲ့တတိယစာဆောင်ကအထိပေါ့နော်အဲ့ဒီအလုံးခုနှစ်အောက်ကိုကျွန်တော်တို့ကကျန်ကမ်းမြတ်လို့ခေါ်တယ်တမန်ကြီးရာကိုရေးထားတဲ့ကျန်ကမ်းမြတ်လို့ခေါ်တယ်နော်ဆိုတော့နံပါတ်1မှာအပိုင်း1မှာ9အောက်ပါတယ်ဒုတိယအပိုင်းမှာ9အောက်ပါတယ်ဆိုတော့အလုံးက12အောက်ဖြစ်သွားပြီတတိယမှာဘုရင်နိုင်ငံကိုခွဲခြားသည့်အချိန်မှာဣသရေလနိုင်ငံမှာဘုရင်3ပါးရှိတယ်ဆောလုဘုရင်ရဲ့ဒေးဗစ်ဘုရင်ရဲ့ပြီးတော့ဆိုလိုမွန်ဘုရင်နဲ့ရှိတယ်ဒီဆိုလိုမွန်3ယောက်ကဣသရေလနိုင်ငံနဲ့ယူရပြည်ကိုမခွဲခြားပဲနဲ့မြို့ပတ်နဲ့တောင်ပတ်ကိုမခွဲခြားခင်မှာနှစ်ပေါင်း40ရှိမှာအောက်ချုပ်တယ်နှစ်ပေါင်း120အတွင်းအောက်ချုပ်တဲ့အချိန်မှာရေးထားတဲ့ဟာကိုဒီမှာနော် the king of divided kingdom the writers လို့ရေးထားတယ်ဒီကခွဲခြားစေပန်းဒီနိုင်ငံမြန်မာဖြစ်ခင်မှာကျန်ကမ်းများလို့ရေးထားတယ်အဲ့ဒါကရာဇဝင်ဆောင်လို့ပြောထားတယ်အဲ့ဒါပါလဲဇေရမိစာအုပ်တို့နော်နေဟမြတို့ပေါ့နော်ပြီးတော့ပါလဲအဇရာတို့နေဟမယာတို့အစတာတို့အဲ့ဒီစာအုပ်5အောက်ကိုကျွန်တော်တို့အဲ့ဒီ kingdom of ဆိုလူရဲ့ပြီးတော့ဒေးဗစ်ရဲ့ဆိုလိုမွန်ရဲ့သူတို့3ယောက်ကတန်ပီကိုအုပ်ချုပ်တဲ့ချိန်မှာတန်ပီကိုမြို့ပတ်နဲ့တော်ပတ်မကွဲတဲ့ချိန်မှာရှိထားတဲ့ဟာပေါ့နော်အဲ့ဒါကိုတေချာမထားပါနော်ရာဇဝင်ပထမစာဆောင်နဲ့ဒုတိယစာဆောင်ဇေရမိစာဆောင်ပြီးတော့အဇရာစာဆောင်နေဟမယာနဲ့အစတာဒီစာအုပ်5အောက်ကိုဒီတန်ပီမကွဲခင်ကရုံးကရေးသားထားတဲ့စာအုပ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်ထားမယ်နံပါတ်2မှာမောစတီတာထားတဲ့စာအုပ်5အောက်ဓမ္မပုံပင်ဓမ္မအကြောင်းကိုရေးထားတဲ့စာအုပ်9အောက်ရှင်ဘုရင်ခတ်တုံးကရေးထားတဲ့စာအုပ်5အောက်အလုံးပေါင်းပဲနောက်ရှိပြီလေ20အောက်ပေါ့နော်ကဲ20အောက်ဖြစ်သွားပြီဒါဆိုရင်ဓမ္မဟောင်းစာအုပ်တွေကအလုံးကကျွန်တော်တို့က39အောက်လို့ပြောထားတဲ့အတွက်ကြောင့်
အခုကျွန်တော်တို့20ညောက်ဖြစ်သွားပြီပြီးတော့အဲ့ဒီဓမ္မဟောင်းကျမ်းထဲမှာကျွန်တော်တို့ကဉာဏ်ပညာလို့ဓမ္မမဟုတ်ရင်ဟေဘရုလူမျိုးတို့ရဲ့ကဗျာလို့ဖွဲ့ထားတယ်အဲ့ဒါကို wisdom literature and Hebrew poetry book လို့ခေါ်တယ်နော်ဟေဘရုလူမျိုးတို့ရဲ့ကဗျာစာအုပ်နဲ့အလင်မာစာပေါ့နော်ပညာပဲ့တဲ့စာအုပ်ဆိုတာရှိတယ်တဲ့အဲ့ဒါကပါလေအခုနပြောထားတဲ့ဟာယောဘစာအုပ်နဲ့ဆာလမ်စာအုပ်နဲ့တုတ်တန်ကျမ်းနဲ့အသေသနာကျမ်းနဲ့ဆလမန်စာအုပ်အဲ့ဒီ၅အုပ်ကိုနော်ဟေဘေကဗျာဓမ္မမဟုတ်ရင်ပညာပေးစာအုပ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့20အောက်နဲ့ဒီ15အောက်ပေါင်းရင်29အောက်ဖြစ်သွားပြီကဲဟုတ်ပြီ29အောက်ဖြစ်သွားပြီဒါဆိုရင်နံပါတ်4အချက်ကနေအချက်မှာပြောလဲရှင်တော့နော် prophet များအကြီးပါသည့် prophet minor prophet လို့ပြောထားတယ် minor prophet မှာအကြီးပါတဲ့ prophet 5ယောက်ရှိတယ်နော်အဲ့ဒါကရှင်ဆောလူရဲ့ဘုရင်ဆောလူရဲ့ဒေးဗစ်ရဲ့ဆလမန်ရဲ့အောက်ချုပ်တုန်းကပေါ်တော့နှစ်ပေါင်း120အတွင်းမှာဣသရေလနိုင်ငံဘုရင်တစ်ပါးကအောက်ချုပ်တဲ့ kingdom ဖြစ်သွားတဲ့အချိန်မှာအဲ့ဒီမှာအကြီးပါတဲ့ဓမ္မနော် prophet ငါဦးရှိတယ်အဲ့ဒါဘယ်သူတွေလဲဆိုတော့ဣစာယာနဲ့ဇရမယာနဲ့ဣဇကဲနဲ့ဒန်နီယယ်ဖြစ်တယ်အဲ့ဒါ limitation ဆိုတာကဇရမယာရဲ့မိတန်းစာပေါ့နော်ဇရမယာမိတန်းစာကိုအဲ့ဒီထဲမှာထည့်ထားတဲ့အတွက်ကြောင့်ငါအောက်လို့ပြောထားတယ်အကြီးပါတဲ့prophet ရဲ့စာအုပ်ကငါအောက်ရှိတဲ့အတွက်ကြောင့်အခုဘယ်နှောက်ရှိပြီလဲ30နှစ်အောက်ဖြစ်သွားပြီနော်ဟုတ်လား29အောက်ဖြစ်သွားပြီပေါ့နော်ဆိုတော့နောက်ဆုံးမှာအကြီးမပါတဲ့လူပဲပြောမှာပေါ့နော်အကြီးမပါတဲ့ prophet က12ဦးရှိတယ်အဲ့ဒါဒီကဘသူတွေလဲ minor prophet လို့ခေါ်တယ်နော်အဲ့ဒါအကြီးကြီးတယ်နော် major prophet အကြီးပါတဲ့ prophet မှာဘယ်နှယောက်ရှိလဲဣစာယာဇေရမယာဣဇကဲဒန်နီယယ်အဲ့ဒါကအကြီးပါတဲ့ prophet 4ယောက်ပြီးတော့အကြီးမပါတဲ့ prophet ဆိုတာကနော်အဲ့ဒီအကြီးပါဒါပေမဲ့ဒီ prophet တွေကဘာဖြစ်လို့အကြီးမပါတဲ့ prophet လို့ပြောခဲ့ရရှင်တော့သူတို့ကကိုယ်သွားပြီတောင်ပန်း prophet နဲ့မြို့ပန်း prophet ဖြစ်တဲ့အတွက်ကြောင့်သူတို့က kingdom prophet မဟုတ်တော့ဘူးဣစာယာတို့ဇေရမယာတို့ဣဇကဲတို့ဒန်နီယယ်တို့ကတော့ဣသရေလလူမျိုးတွေနဲ့ယူဒလူမျိုးပေါင်းပြီးမှအောက်ချုပ်တဲ့ချိန်မှာ prophet ပြုတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အကြီးပါတဲ့ prophet လို့ပြောထားတာဖြစ်တယ်အခုဟိုစီတို့ဇိုအဲလ်တို့အမော့စ်တို့အိုဘဒါယာတို့ဇောနာတို့မိုက်ကာတို့နာဟုမ်ဟာဘကုတ်ဇေဖနာယာဟက်ကိုင်ဇခရာယာမလကီဒီ prophet 12ဦးကတော့ဣသရေလနိုင်ငံဟာယူဒပြည်နဲ့ဣသရေလပြည်ဆိုပြီးတော့တောင်ပတ်နဲ့မြောက်ပတ်ကွဲသွားတဲ့အချိန်မှာတောင်ပတ်မှာတသနာပြုတဲ့ prophet ရှိတယ်လို့မြောက်ပတ်မှာတသနာပြုတဲ့ prophet ဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာအရှိမပါဘူးမဟုတ်ဘဲနဲ့ဣသရေလနဲ့ယူဒလူမျိုးအားလုံးပေါ်ရဲ့ prophet မဟုတ်တော့တဲ့အတွက်ကြောင့်သူတို့ကို minor prophet လို့ပဲကျွန်တော်တို့ပြောချင်းဖြစ်ပါတယ်ဆိုတာကိုကျွန်တော်သိရမယ်အဓိကတော့အခုဓမ္မကျမ်းစာအုပ်30အုပ်ကိုဘယ်နှပန်းချက်ထားတယ်လဲသိရမယ်အပိုင်း5ပန်းခွဲချက်ထားတယ်အဲ့ဒီအပိုင်း5ပန်းထဲမှာနံပါတ်1မှာဘယ်စာအုပ်တွေပါတယ်လဲနံပါတ်2အပိုင်းမှာဘာစာအုပ်တွေပါတယ်လဲနံပါတ်3မှာဘာစာအုပ်တွေပါတယ်လဲနံပါတ်4မှာဘာပါတယ်လဲနံပါတ်5မှာဘာပါတယ်လဲအဲ့ဒီ5ခုပေါင်းမှာ39အုပ်ပြည့်စုံနေဆိုရင်တော့ဓမ္မကျမ်းစာဟောင်းပြီးသွားပြီဆိုတာကိုဆရာမတို့စိတ်ထဲမှာထားရမယ်နော်ကဲနံပါတ်1ဓမ္မကျမ်းစာအောက်30အောက်39အောက်ကိုအပိုင်း5ပိုင်းခွဲချက်ထားတယ်အဲ့ဒီအပိုင်း5ပိုင်းခွဲချက်ထားတဲ့အထက်မှာနံပါတ်1မှာ9အောက်ပါတယ်နံပါတ်2မှာ9အောက်ပါတယ်နံပါတ်3မှာ9အောက်ပါတယ်နံပါတ်4မှာလည်း9အောက်ပါတယ်နံပါတ်5မှာ9အောက်ပါတယ်နံပါတ်4မှာ9အောက်ပါတယ်နံပါတ်6မှာ12အောက်ပါတယ်ဆိုတော့အားလုံးပေါင်းတဲ့အချိန်မှာ39အောက်ဖြစ်တဲ့အတွက်ကြောင့်ဓမ္မဟောင်းစာအုပ်ကိုကျွန်တော်တို့သိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်အရှင်လိုက်ပေါ့နော်ကျွန်တော်တို့ကျမ်းစာကိုဖတ်တဲ့ချိန်မှာလေ့လာတဲ့ချိန်မှာအရှင်လိုက်ကိုကျွန်တော်တို့သိမှသာလေပုံပြင်တဲ့အကြောင်းတွေကိုလည်းကျွန်တော်နားလည်မှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်ဘယ်သူကစပြီးတော့ဘယ်သူကဆုံးတယ်လဲ
ประตูก็อะไรสุดากูมาตีเบเน่จนเราลงว่าธรรมจันทร์กูเล่นนามามาอุบุเนาะเดี๋ยวเนี่ยเดี๋ยวแค่กาลมาดูเจ้าบุเนียมาดูเจ้าบุอภิเพติมาดูเจริญตัวจังจนเราก็ธรรมห้องกูปันปันนันน่าเล็บฟูดูเลยธรรมห้องกูน้ามาเล็บบุสุเนาะธรรมจันติกูน่าเล็บฟูยาอายังกูมาเล็บบุเนาะธรรมจันติน่าเล็บมาตาเลธรรมห้องกูจนเราน่าเล็บมาพิพาร์เอราจังอดีก็จนเราอดีจิระก็ธรรมห้องกูจนเราเล่ลาเร่ขามาอดีก็ธรรมห้องกูน่าเล่เร่ชิงใจเองธรรมจันติกูเปลี่ยนเล่ลาเร่ขามาลอยเนี่ยจนเราน่าเล่ไหมพิพาร์ป้าพิโลเลชเนาะธรรมห้องดีอาลุงหาธรรมจันติเย่ปุ่งใหญ่พิเตเนาะธรรมห้องดีอาลุงหาธรรมจันติเย่ปุ่งใหญ่พิเตด้วยจังปุ่งอุปมาพิเตด้วยจังจนเราธรรมห้องกูน่าเล่บีชเนาะธรรมจันติกับเยซูคริสต์ตัวเปียวเรื่องอะไรเลยลอยเนี่ยจนเราน่าเล่มาพิพาร์เอราจังရှင်ယေရှုခရစ်တော်ဟောပြောတင်ခဲ့တဲ့အရာတွေအားလုံးဟာရှင်ပေါလုကဘာဖြစ်လို့အလွယ်တကူနဲ့နားလည်ပြီးတော့ရှင်ပေါလုကဘာဖြစ်လို့အလွယ်တကူနဲ့လက်ခံပြီးတော့ယုံကြည်တင်ပေးနိုင်တယ်လေဆိုတော့ရှင်ပေါလုဟာဓမ္မဟောင်းစာအုပ်ကိုအကုန်လုံးသူကပန်းပန်းနာနာကြည့်တယ်ပန်းပန်းနာနာလေ့လာတယ်ပန်းပန်းနာနာနားလေတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ရဲ့တင်ချက်ကိုဓမ္မဟောင်းနဲ့ပြန်လဲပြီးတော့လေ့လာတဲ့အချိန်မှာပေါင်းဆက်တဲ့အခါမှာရှင်ပေါလုကတခါလဲနဲ့နားလေပြီးတော့တခါလဲနဲ့သူ့ရဲ့တင်ချက်ကိုသိရှိနာခြင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းဓမ္မဟောင်းကိုကျွန်တော်တို့သိရှိနာလေမှတ်တာလဲ prophet ကျမ်းပြုတဲ့ဟာတွေရောပြီးဆုံးတဲ့ဟာတွေရောမပြီးဆုံးတဲ့ဟာတွေရောဒီဟာတွေကဘယ်အချိန်မှာပြောခဲ့တယ်လဲဒီဟာတွေကဣသရေလလူမျိုးတွေအတွက်လားဒီအဇင်တက်လူမျိုးတွေအတွက်လားဒီဟာကဘာသူလူမျိုးတွေအတွက်လဲဆိုတာကိုကျွန်တော်တို့နားလေမှတ်တာလဲဓမ္မကျမ်းတစ်ကိုကျွန်တော်တို့တွားတဲ့အချိန်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့လက်လာနာမယ်လက်ခံနာမယ်တည်ယူနာမယ်ဖြစ်ပါတယ်ဆိုတာကိုလည်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီကျမ်းပိတ်30အခုအောက်ကိုအပိုင်း5ပိုင်းခွဲချက်ထားတယ်ဟုတ်ပြီအဲ့ဒီအပိုင်း5ပိုင်းထဲမှာပထမပိုင်းမှာဘယ်နှုတ်ပါလဲဒုတိယစာအုပ်ပိုင်းဘယ်နဲ့ပစ္စမစာအုပ်မှာဘယ်လောက်ပါလဲဆိုတာဆရာမတို့အကုန်လုံးနားလည်ပြီးပြီအဲ့ဒီကျမ်းပိတ်30အောက်လုံးကိုဘယ်သူကရေးထားတယ်လဲဆိုတာကိုကျွန်တော်တို့နည်းနည်းပါကြည့်ရအောင်အဲ့ဒီတမကျမ်းစာဟာကပ္ပဥကျမ်းကနဲ့မလခိပေါ့နော်အထိကို30ခုအောက်ကိုဘယ်သူကရေးထားတယ်လဲဆိုတော့နံပါတ်1ဘယ်သူလဲမောစီကပထမအဆုံးအခုနပြောထားတဲ့ငါးအောက်ကိုမောစီကရေးထားတာဖြစ်တယ်မောစီရေးထားတဲ့စာအုပ်ကပါရီလဲကပ္ပဥကျမ်းကနဲ့ယူထရိုနိုမီပေါ့နော်တရားဟောရာကျမ်းအထိကိုမောစီကရေးထားတာဖြစ်တယ်နံပါတ်2ကပ္ပဓမ္မဟောကျမ်းရေးထားတဲ့သူကတော့ဘယ်သူလဲဆိုရင်တော့ရှေမွဲလ်ဖြစ်တယ်နော်ရှေမွဲလဓမ္မကျမ်းဟောရေးထားတဲ့သူတယောက်ကရှေမွဲလဖြစ်တယ်ရှေမွဲလရေးတဲ့စာအုပ်တွေကတော့ဘာတွေလဲတရားဟောရာကျမ်းရေးထားတယ်ရုတအကြောင်းရေးထားတယ်ဓမ္မရာဇဝင်ဒုတိယစာဆောင်နဲ့ဓမ္မရာဇဝင်ဒုတိယစာဆောင်ကိုအဲ့ဒီရှေမွဲလကရေးထားတယ်နော်ပထမစာဆောင်sorry ဓမ္မရာဇဝင်ပထမစာဆောင်ကိုရှေမွဲလကရေးထားပြီးတော့ဒုတိယစာဆောင်ကျတော့ဂတ်နဲ့နတ်နယ်ကပူပြီးတော့တွဲပြီးတော့ရေးထားတာကိုကျွန်တော်တို့တွေ့ထားတယ်နံပါတ်2တရားသူကြီးများမဆုစာအုပ်နဲ့ရုတအကြောင်းကိုရေးသူကရှေမွဲလဖြစ်တယ်အဲ့ဒီရှေမွဲလကပဲဓမ္မရာဇဝင်ပထမစာဆောင်နဲ့ဒုတိယစာဆောင်ကိုရေးထားတယ်ဒုတိယစာဆောင်ထဲမှာတော့ဂတ်နဲ့နတ်တလန်ကပါဝင်နေဆိုတာကိုနံပါတ်2သိရမယ်နံပါတ်3မှာဓမ္မရာဇဝင်တတိယစာဆောင်နဲ့စရုထစာဆောင်နဲ့ဇေရမိကတိအခန်းဇေရမိနဲ့ဇေရမိမိတန်စာဆိုတဲ့လေအောက်ကိုဇေရမိ prophet ဇေရမိကရေးထားတယ်နော်နံပါတ်3ဇေရမိအဲ့ဒီဇေရမိရေးထားတာကဓမ္မရာဇဝင်တတိယစာဆောင်စရုထစာဆောင်နဲ့ဇေရမိမိတန်စာနဲ့ဇေရမိအနာဂတိကျမ်းအဲ့ဒီလေအောက်ကိုဇေရမိကရေးထားတယ်နော်နံပါတ်4ကျမ်းစာရေးသူက
เอซราลูกจนเราจีทาเรเนาะเอซรากะผิดเด้เอริเอซรากะบากูจีทาเดเลสุเนาะยาจะวนเช่าเนาะยาจะวนเช่าปฐมนันดุติยสาสองเนาะจนเราเจ้าสาพัดเดชิมายาจะวนเช่าลูกบอกเลย First and Second Chronicle First and Second Chronicle ยาจะวนเช่าเนาะ First and Second Chronicle ကိုเอซรากะจีทาราผิดเด้ဆိုတာကိုရှာมาเรากานาเลยမယ်ကျွန်တော်တို့ဇေရမိက First and King ဓမ္မရာဇဝင်เนาะပထမဒုတိယစာဆောင်နဲ့ဇေရမိအနာဂတိကျမ်းကြီးထားတာဖြစ်တယ်เนาะနံပါတ်5မော်ဒကိုင်ကတော့အစ္စရာရဲ့ဦးလေးပေါ့เนาะအစတာရဲ့ဦးလေးဆိုတော့အဲ့ဒီအစတာစာအုပ်ဟာအဲ့ဒီသူ့ရဲ့ဦးလေးမော်ဒကိုင်ကကြီးထားတာဖြစ်တယ်ဆိုတာကိုဆရာမတို့ဒီဖူကတင်ချင်ပါတယ်နံပါတ်6အနေနဲ့ဆိုလိုမန်ကတုတ်တန်ကျမ်းနဲ့ဒေသနာကျမ်း Proverb နဲ့ Ecclesiastes ကိုဆိုလိုမန်ကြီးထားတဲ့စာအုပ်ဖြစ်တယ်အဲ့ဒီဆိုလိုမန်ကပဲဆာလန်90နှစ်နဲ့120ခွန်ကိုဆိုလိုမန်ကကြီးထားတာဖြစ်တယ်ဆာလန်ကျမ်းနော်ဆာလန်ကျမ်းထဲမှာဆာလန်ကျမ်း90နှစ်နဲ့120ခွန်ကိုဆိုလိုမန်ကကြီးထားတာဖြစ်တယ်အဲ့ဒီလိုပဲဆာလန်ကျမ်း90နဲ့90တိဟာမောဆက်ကကြီးထားတာဖြစ်တယ်ဆိုတာကိုရှာမတော်တိဖူကလူအပ်ပါတယ်နော်ဓမ္မကျမ်းဆာလန်ကျမ်းကဒေးဗစ်တယောက်တည်းကြီးထားတာမဟုတ်ဘူးနော်ဆာလန်ကျမ်းကြီးထားတဲ့လူကအများကြီးရှိတယ်နော်ဆာလန်ကျမ်းကြီးထားတဲ့လူကနံပါတ်1မှာဒေးဗစ်နံပါတ်2မှာဆိုလိုမန်နံပါတ်3မှာမောဆက်နံပါတ်4မှာဟေမန်နံပါတ်5မှာအီသန်ပြီးမှတခြားလူတွေနော်ဆာလန်ကျမ်းပိတ်ကြီးထားတဲ့လူက9ယောက်ရှိတယ်နော်ဒီမှာဆရာကအားလုံးကိုမပြောဘူးနော်ဆာလန်ကျမ်းကြီးထားတဲ့လူကနော်နံပါတ်1ဒေးဗစ်ဆိုလိုမန်မောစေဟေမန်အေသန်နဲ့အချက်လူတွေဖြစ်တယ်ဆိုတာကိုပြောဆရာမတော်မှတ်မိဖို့လိုပါတယ်လူအများကထင်ကြတာလေဆာလန်ကျမ်းကဒေးဗစ်ပဲကြီးထားတယ်လို့ထင်ကြတာဆာလန်ကျမ်းကဒေးဗစ်တယောက်တည်းကြီးထားတာမဟုတ်ဘူးဆာလန်ကျမ်းကြီးထားတဲ့လူတွေက9ယောက်ရှိတယ်နော်9ယောက်လွယ်နဲ့မှတ်မိအောင်မောဆက်ကဆာလန်90နဲ့90တိကိုကြီးထားတယ်ဆိုလိုမန်ကဆာလန်90နှစ်နဲ့120ခုဟာဆိုလိုမန်ကြီးထားတာဖြစ်တယ်ဆိုတာကိုအထူးချုပ်လိုက်တဲ့ဆရာမတော်မှတ်မိဖို့ကဒီကနေ့ဆရာပြောချင်တာဖြစ်ပါတယ်ဆရာပြောတာမြန်လားမြန်ရင်တော့လက်ပြလိုက်ပါနော်ဆရာကတရားဟောရင်လည်းနည်းနည်းစကားမြန်တော့မြန်တယ်မြန်တယ်ဆရာတင်တာမြန်နေဆိုတော့နည်းနည်းပါလျှော့ပါလို့လက်ကလေးလေးပြလိုက်လို့နော်ဟုတ်ပြီပထမညနဲ့ဒုတိယညတော့တင်ပြီးမှတတိယညချင်းနဲ့အစကနေဆုံးကျွန်တော်တို့လေ့လာမယ်နော်အခုကဓမ္မဟောင်းနဲ့တပတိကအတူချုပ်ပဲဆရာရွေးထားတယ်ဆိုတော့နည်းနည်းပဲကျွန်တော်တို့လူအပ်တဲ့တိထဲတဲ့အရာတွေပဲဆရာကရွေးထားတယ်အသေးစိတ်နော်ဒီထဲတော့ဆရာတင်ပြမှာမဟုတ်ဘူးနော်ကဲဆိုတော့အခုကဒေးဗစ်ဣသရေလလူမျိုးပေါ့နော် Undivided Kingdom ဣသရေလနိုင်ငံကိုရှင်ပေါလုဆိုလုကနှစ်40အောက်ချုပ်တယ်ဆိုလုပြည်တာနဲ့ဒေးဗစ်ကနှစ်40အောက်ချုပ်တယ်ဒေးဗစ်ပြည်တာနဲ့ဆိုလိုမန်ကနှစ်40အောက်ချုပ်တယ်နှစ်ပေါင်း120အောက်ချုပ်ပြီးမှဒေးဗစ်ကိုလွန်သွားပြီးတဲ့နောက်ပိုင်းမှာဆိုလိုမန်ရဲ့သားဆိုလိုမန်အောက်ထုတ်တာပြီးတာနဲ့နှစ်ပေါင်း40ပြီးတာနဲ့ဆိုလိုမန်သားရဲ့အောက်ဆိုလိုမန်ကတမ်ပီကိုအောက်ထုတ်လာတဲ့ချိန်မှာဣသရေလနိုင်ငံဟာတောင်ပတ်နဲ့မြို့ပန်းဆိုပြီးတော့꿰သွားတယ်အဲ့ဒါကြောင့်Northern Kingdom နဲ့ Southern Kingdom ဆိုပြီးတော့꿰ပြီးတော့ဣသရေလနိုင်ငံနဲ့ယူဒနိုင်ငံဣသရေလပြည်နဲ့ယူဒပြည်ပေါ့နော်အဲ့ဒါ꿰သွားတာကိုကျွန်တော်တို့တွေ့ခဲ့တယ်အဲ့ဒါကြောင့်အခုကျွန်တော်တို့အဓိကတမ်ပီမ꿰ခင်မှာဘယ်လိုအောက်ချုပ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့နည်းနည်းပါတင်ချင်ပါတယ်
BC โซลูกานิปงเลสเอาเท่าไรชิงมาundivided from David เซมูลากาเดวิดกูบิดเปเรชิงบ่เนาะเซมูลากาชินโซลูกาพยาสกานามาทองတော့တဲ့အတွက်ကြောင့်พยาตะคินနဲ့စကားကူနာမထောင်တော့ဘူးသူကพยาตะคินကဘာပြောလဲရန်ကူတွတ်တိုက်ပါအကုန်လုံးတက်ပစ်လိုက်ပါဘာမှမချင်ထားနဲ့ဒရိဆန်နီယောသူတို့ရဲ့ဘယင်တွေကိုအကုန်လုံးတက်ပါဆိုပြီးတော့ဘုရားသခင်ကအမိန့်ပေးထားတယ်ဒါပေမဲ့ဆိုလူကအကုန်လုံးမတက်ပဲနဲ့ဒရိဆန်အကောင်းဆုံးကိုယူလာတယ်သူတို့ဘယင်ကိုလည်းယူလာပြီးတော့ဘုရားသခင်ရှိမှပူဇော်ခြင်းကိုလုပ်မယ်လို့ဆိုလူကပြောထားတယ်အဲ့ဒီကလေးကဘုရားသခင်ကဆိုလူအပေါ်မှာလုံးဝဘယ်လိုပြောမလဲစိတ်မချမ်းသာဘောဘောနော်ဒီဆိုလူကိုဘယင်ကနဲ့ဖြုတ်ဖို့ကဖြစ်သွားတဲ့အတွက်ကြောင့်ဒေးဗစ်ကိုရှေမောလကဘိဒိပေဖို့ကဘုရားသခင်ကဘယ်ချိန်မှခံထားတယ်လဲဆိုတော့ BC 1050နဲ့လက်ရှိကြမှာဖြစ်မယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဆိုလူက BC 1010ကနဲ့နိုင်ငံတော်ကိုအောက်ထုတ်တယ်။ဆိုလူကဣသရေလနိုင်ငံမှာဘယင်ဖြစ်တဲ့ချိန်မှာ BC 1010လောက်ကနဲ့ဣသရေလနိုင်ငံကိုအောက်ထုတ်တဲ့အတွက်ကြောင့်သူနှစ်ပေါင်း30-20လောက်အောက်ထုတ်တဲ့ချိန်မှာဘုရားသခင်ကစကားကိုဆိုလူကနာမထောင်တော့တဲ့အတွက်ကြောင့်ဘုရားသခင်ကဣသရေလလူမျိုးတွေအတွက်ဘယင်ကိုခန့်ထားဖို့ရန်လူရှန်နေပြီအဲ့ဒီလူရှန်နေတဲ့အချိန်ဟာခတ်မှတ်ချက်အရာနဲ့BC 1050နဲ့1040ကျမှဖြစ်နိုင်တယ်ဆိုပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကပြောထားတာကိုကျွန်တော်တို့တွေ့ခဲ့တယ်ပြီးတော့မှBC 1010ကနဲ့ဒေးဗစ်ကအောက်ချုပ်ဖို့ကိုသူကစတင်တယ်နော်သူကစတင်တဲ့ချိန်မှာဒေးဗစ်ကဘယ်ချိန်ထိအောက်ချုပ်ခဲ့တယ်လဲဆိုတော့990ထိအောက်ချုပ်ထားတယ်နှစ်ပေါင်း40နော် BC 1010ကနဲ့990ထိနှစ်ပေါင်း40ကိုဒေးဗစ်ကဣသရေလတိုင်းပြည်ကိုအောက်ချုပ်ခဲ့တယ်ပြီးမှ990ကနဲ့ဆိုလူကတိုင်းပြည်ကိုဆိုလိုမန်က990မှာဒေးဗစ်ရှင်ဘုရင်ကြီးဆုံးသွားတဲ့အတွက်ကြောင့်990ကနဲ့ဆိုလိုမန်ကတိုင်းပြည်ကိုအောက်ချုပ်လာတဲ့အခါမှာနှစ်ပေါင်း40ဆိုတော့BC ကတော့ရှင်းတယ်နော် AD ကအပေါ်တက်တယ်ဒီမှာနားထောင်နော်ဆရာဆရာမတွေကျွန်တော်ပြောပြလဲအောင်မယ်ဒီမှာကြည့် BC ကတော့6000 5000 4000 3000 1000 900 1000 900 600 500 400အဲ့လိုရှင်းတယ်နော်အဲ့ဒါမထမ်း BC ကအမြတ်ကနဲ့အနည်းကိုရှင်းတယ်အဲ့ဒီကြတော့ဒီနေ3-4ရှိပြီးတော့ဒီလူသွားတယ်10 20 30 40 50အဲ့လိုသွားတော့အခုကျွန်တော်တို့က AD 2023ရောက်ပြီ BC ကျတော့အဲ့လိုမဟုတ်ဘူး BC ကတော့6000ကနဲ့5000ကနဲ့4000ကနဲ့3000ကနဲ့2000ကနဲ့ရှင်းလာတော့ BC 1010မှာဒေးဗစ်ကဘယင်လောက်တာပြီးတော့ဆိုလိုမန်က BC 990ကနဲ့ဘယင်လောက်တော့နှစ်ပေါင်း40ဆိုရင်နော်90 60 50 40 340ဆိုတော့940 BC 940မှာဆိုလိုမန်ကသူ့တာနဲ့ဂျန်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီချိန်ကနေစပြီးတော့ဣသရေလနိုင်ငံဟာနှစ်ချမ်းကွဲသွားတယ်အဲ့ဒီနှစ်ချမ်းကွဲသွားတဲ့အတွက်ကြောင့်ဣသရေလနိုင်ငံဟာဘာဖြစ်လဲဆိုတော့တောင်ပန်းနဲ့မြို့ပန်းရှိပြီးတော့သူတို့ပြန်ကွဲသွားတယ်သူတို့ပြန်ကွဲသွားတဲ့အချိန်မှာသူတို့မှာဘယင်တိတက်ရှိလာပြီကဲအဲ့လိုချိပဲခဏထားလိုက်မယ်နော်ဣသရေလနိုင်ငံဟာ BC 940မှာကွဲသွားပြီအပေါ်ပန်းနဲ့အောက်ပန်းကွဲသွားပြီဆိုတော့ဣသရေလဘယင်ကတစ်မျိုးယူဒပြည်ဘယင်ကတစ်မျိုးဖြစ်သွားပြီဆိုတော့အဲ့ဒီအထိကိုကျွန်တော်တို့ခဏရထားလိုက်အောင်မယ်ကဲကျွန်တော်အစကနေပြန်တွက်မယ်ဆိုတော့ဓမ္မဟောင်းဆိုတာကစာအုပ်39အောက်ရှိတယ်
Roman Catholic ကြီးကတော့45အောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့က35အောက်ကိုအပိုင်း5ပိုင်းခွဲချက်ထားတယ်အပိုင်း5ပိုင်းခွဲချက်ထားတဲ့ထာမှာပထမပါ5အောက်ပါတယ်ဒုတိယမှာ9အောက်တတိယမှာ5အောက်စရုပ်ထမှာ5အောက်ပင်စမမှာ7အောက်အားလုံးပေါင်း39အောက်ရှိတယ်အဲ့ဒီ39အောက်ကိုကြီးထားတဲ့ကျမ်းဆရာတွေကတော့ number 2 Moses number 2 Samuel number 3 Jeremiah number 4 Ezra number 5 Mordecai number 6 Solomon နော်ဓမ္မဟောင်းကျမ်းပုဒ်39အောက်ကိုလူပုဂ္ဂိုလ်6ဦးကရေးထားတယ်ဒါပေမဲ့ဆာလံကျမ်းကိုရေးထားတဲ့လူတွေက9ယောက်ရှိတယ်နော်ဆာလံကျမ်းကိုရေးထားတဲ့လူတွေက9ယောက်ရှိတယ်ပြီးတော့ဓမ္မရာဇဝင်ဒုတိယစာဆောင်ရေးထားတဲ့လူလည်း3ယောက်ရှိတဲ့အတွက်ကြောင့်ဒီကျမ်းဓမ္မဟောင်းရေးထားတဲ့ပုဂ္ဂိုလ်တွေဟာအနည်းဆုံး12ယောက်15ယောက်ကနေ16ယောက်လောက်ရှိတယ်ကဲဆိုတော့ဓမ္မဟောင်းကအတူချုပ်အဲ့လိုဆိုတော့နားလေကျွန်တော်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုတစ်ချက်လောက်ပြန်သွားမယ် Death of Old Testament ဓမ္မဟောင်းရဲ့နေ့ရက်ကာလအပေါ့ကျွန်တော်ရေးသားသူတော့တည်ပြီးဆိုတော့ဘသူကဒီချမ်ပက်ကိုကျွန်တော်သူကရေးသွားတယ်ဆိုတာတော့ကျွန်တော်တို့တည်ပြီးနော်တည်ပြီးသားဆိုတော့ဘယ်ချိန်မှရေးထားခဲ့တယ်လဲဘယ်နှစ်ခုနှစ်မှရေးထားခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ပြန်လဲပြီးတော့ဒီလေ့လာကြည့်ရအောင် number 2ဓမ္မကျမ်းစာအားလုံးဓမ္မဟောင်းကနဲ့ဓမ္မကျမ်းတစ်တိပထမအဆုံးရေးထားတဲ့ကျမ်းပိုက်ကယောဘဩရာစာဆောင်ဖြစ်တယ်နော်ယောဘဝတ္ထုနော်ယောဘဝတ္ထုလူပြောမလားအဲ့ဒါယောဘစာအုပ်ကနော်ယောဘစာအုပ်ကဓမ္မကျမ်းစာအားလုံးရဲ့ပထမအဆုံးရေးထားတဲ့စာအုပ်ဖြစ်တယ်မောရှိကနော်အခုနကပ္ပဦးကျမ်းနဲ့ဘာလဲထွေးမြောက်ရာကျမ်းနဲ့ဝပြုတ်ရာကျမ်းနဲ့တော်လေရာကျမ်းနဲ့တရားဟောရာကျမ်းကိုမရေးခင်မှာဒီယောဘဝတ္ထုကိုမောရှိကပဲပထမအဆုံးရေးထားတာဖြစ်တယ်အဲ့ဒီတော့ကတော့ဣသရေလလူမျိုးတွေရဲ့ဘဝအကြောင်းတွေကိုရေးတတ်တာနဲ့အဲ့ဒီယောဘအစာအုပ်ကဓမ္မကျမ်းဒီအားလုံးရဲ့ပထမဆုံးစာအုပ်ဖြစ်တယ်ဆိုတာကိုဒီနေ့ဆရာဆရာမတွေကြည့်ထားဖို့လိုတယ်အဲ့ဒီကိုမောဆက် ကဘယ်အချိန်မှရေးထားတယ်လဲဆိုတာတော့လုံးဝနဲ့ရကိုမသိဘူးသူကအီဂျစ်ပြည်မှာဖာရောဘုရင်စီမနေရုံကရေးထားခဲ့သလားဒါမှမဟုတ်ရင်နော်မတက်ကနာရထဲမှာရေးထားခဲ့သလားဆိုတာကိုဒီစာအုပ်ကဘယ်အချိန်မှရေးထားခဲ့တယ်လဲဆိုတာကဘယ်သူကမှမသိဘူးဘာဖြစ်လို့လဲဆိုတော့ပထမဆုံးရေးထားတဲ့ကျမ်းပိုက်ဖြစ်တဲ့အတွက်ကြောင့်ဘယ်အချိန်မှရေးထားခဲ့တယ်လဲဘယ်အချိန်မှဘယ်နေရာမှာရေးထားခဲ့တယ်လဲဆိုတာကိုဘယ်သူမှမသိဘူးဆိုတာကိုယောဘဝတ္ထုကိုဖတ်တဲ့ချိန်မှာမောဆက် ကရေးထားတယ်ဒါပေမဲ့ဘယ်အချိန်မှရေးထားခဲ့တယ်လဲဘယ်နေရာမှာရေးထားခဲ့တယ်လဲဆိုတာကိုမသိဘူးဆိုတာကိုဒီနေ့ဒီချိန်အဖြစ်ကျန်တဲ့ပုဂ္ဂိုလ်တွေကမသိရှိနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုအလုံးသိဖို့လိုတယ်ဆိုတော့အခုနမောဆက်ကပထမဆုံးရေးထားတဲ့ငါးအောက်ကတော့နော်အားလုံးအတူတူပဲကပ္ပဦးကျမ်းကနဲ့တရားဟောရာကျမ်းကမောစီကတခါလဲရေးထားတာဖြစ်တယ်အဲ့ဒါဘယ်အချိန်မှရေးထားခဲ့တယ်လဲဆိုတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ပြောတယ်သူကဖာရောဘုရင်စီမှာနှစ်ပေါင်း40နေတယ်လေမောဆက်ကဟုတ်တယ်မလားအီဂျစ်နိုင်ငံမှာဖာရောဘုရင်စီမှာနှစ်ပေါင်း40ပညာသင်တဲ့အချိန်မှာအဲ့ဒီတုန်းကဣသရေလလူမျိုးတွေရဲ့အကျိုးအကြောင်းနေမောဆက်ရဲ့အမေကဣသရေလလူမျိုးတွေဖြစ်ຫນွေဖွဲ့ဖြစ်တဲ့အတွက်ကြောင့်နော်သူကအမေကတင်ပေးတဲ့အရာတွေအားလုံးနဲ့အဲ့ဒီအီဂျစ်စာပေမှာရှိတဲ့စာအုပ်တွေအီဂျစ်နိုင်ငံမှာရှိတဲ့စာအုပ်အကုန်လုံးကိုနော်ကြည့်စုပြီးမှဘုရားသခင်နဲ့စကားပြောတဲ့ချိန်မှာအဲ့ဒီမောရှိကတဲ့ဒီပေါင်40ဖာရောဘုရင်အီဂျစ်နိုင်ငံမှာနေတော့ကရေးထားတာဖြစ်နိုင်တယ်ဆိုပြီးတော့အားလုံးကသဘောတူတယ်ဘာဖြစ်လို့လဲဆိုတော့တေကနာရထဲမှာဆိုတော့ဒီလောက်မြရတဲ့စာအုပ်ကိုဒီလောက်မြရတဲ့စာကိုတေကနာရထဲမှာမောရှိကရေးနာမှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကယုံကြည်ကြတယ်
ဒါပေမဲ့တော့တရားဟောရခြင်းကတော့နောက်ဆုံးမှာမောစီတေတဲ့ဟာပါတဲ့အတွက်ကြောင့်အဲ့ဒီနောက်ဆုံးပိတ်ကတော့ယောရှုကရေးထားတာဖြစ်တယ်လို့ဓမ္မကျမ်းစာစက်တဲ့ပုဂ္ဂိုလ်တွေကလက်ခံတယ်။ဘာဖြစ်လို့လဲဆိုတော့နော်တရားဟောရခြင်းအခန်းကြီးဘယ်လောက်လဲအဲ့ဒီမှာမောဆက်ကဆုံးသွားတဲ့အကြောင်းမြေမုတ်တော်ပေါ်မှာမောဆက်ဆုံးသွားတဲ့အကြောင်းကိုရေးထားတဲ့အတွက်ကြောင့်အဲ့ဒီအကြောင်းတွေကမောဆက်ကူတန်ကတူတယ်တဲ့အကြောင်းကိုလုံးဝရေးမှာမဟုတ်တဲ့အတွက်ကြောင့်ဒီဟာကတော့သူကရေးတယ်လေဆိုတော့မောဆက်ကရေးတာမဟုတ်ဘဲနဲ့ယောရှုကရေးတာဖြစ်မယ်လို့တော့အကုန်လုံးကယုံကြည်ကြတယ်နော်အဲ့ဒါကြောင့်တရားဟောရခြင်းနောက်ဆုံးအပိုင်းကအစအကုန်လုံးဟာမောဆက်ကရေးထားတာဖြစ်တယ်ဆိုတာကိုကျန်တဲ့ပုဂ္ဂိုလ်တွေကလက်ခံတာဖြစ်တယ်အဲ့ဒါကြောင့်ရေးတဲ့နှစ်နဲ့နေရာကအတူတူဖြစ်တယ် BC 1445ကနဲ့1405ကျမှာနော်နှစ်ပေါင်း40ဟုတ်တယ်နော်1445ကို1405နဲ့နောက်ရင်ဘယ်လောက်ကျန်လဲ40ဟုတ်တယ်နော်ဟုတ်ရင်တော့လက်ထောင်ကြအောင်ဟုတ်လား40 1445ကို1405နဲ့နောက်ရင်တော့40ကျန်တယ်နော်နှစ်ပေါင်း40ကျန်တဲ့အတွက်ကြောင့်ဒီမောစီကဖာရောဘုရင်အီဂျစ်နိုင်ငံမှာနေတော့ကနှစ်ပေါင်း40သူအီဂျစ်ပညာတင်တဲ့အချိန်မှာသူရေးထားတာဖြစ်တယ်ဆိုပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကအားလုံးသဘောတူတယ်ဆိုတာကိုလည်းဒီနေ့မှာဆရာမတို့ကပြန်လည်ပြီးတော့အတိတ်တဖန်ဒီရှိဖူရန်ဆရာပြောချင်တာဖြစ်တယ်ကဲဟုတ်ပြီအရှင်းလိုက်ကျွန်တော်တို့လက်လာမယ်ကျန်စာကတော့ကြီးတာကတော့ကပ္ပဦးကျန်ကနေဒီလူကြီးထားတယ်ဒါပေမဲ့ရေးတဲ့နိကမတူတဲ့အတွက်ကြောင့်အဲ့ဒါရေးတဲ့နှစ်အလဲပဲကျွန်တော်တို့သွားမယ်နော်ကျွန်တော်ဟုတ်ပြီဒါဆိုရင်ဓမ္မရာဇဝင်ပထမဒုတိယစာဆောင်တွေကိုမပြောနေအောင်အဒီဟာကနောက်မှရေးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမောဆက်ရေးထားတဲ့ထဲမှာအဲ့ဒီပထမဆုံးငါအောက်ပြီးမှဆာလံကျန်ကလာတာဖြစ်တယ်ဒါမဲ့ different people အဲ့ဒီဆာလံကျန်ကိုရေးထားတဲ့လူကကျန်ရေးပုဂ္ဂိုလ်ကူဦးရှိတယ်လို့နော်ဓမ္မကျမ်းစာမှာပေါ်ပါတော့မရေးထားဘူးဒါမဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေကဆာလံကျန်ရေးတဲ့လူကတော့9ယောက်ကနေ7ယောက်အထိရှိတယ်လို့ပြောတယ်နော်9ယောက်ကနေ7ယောက်ဘာဖြစ်လို့လဲဆိုတော့ဓမ္မကျမ်းစာအားလုံးကပ္ပဦးကျမ်းကနေပြတဲ့ကျက်အထိစာရေးသူပေါင်းဟာ40အယောက်40ရှိတယ်နော်ကပ္ပဦးကျမ်းကနေပြတဲ့ကျက်အထိစာအုပ်ပေါင်း66အုပ်ရှိထားတဲ့လူတွေက40ကျော်ရှိတယ်လို့နော်အဲ့ဒါကြောင့်ဓမ္မဟောင်းကျမ်းကြီးထားတဲ့လူတွေကလည်းဆာလံကျမ်းကြီးထားတဲ့လူတွေလည်း9ယောက်ကနေ7ယောက်လောက်ရှိမယ်လို့ဓမ္မပညာရှင်တွေကခန့်မှန်းတာဖြစ်တယ်ဆာလံကျမ်းကအဲ့ဒီ1410ကနေ1450နော်အဲ့ဒီကျမ်းထဲမှာကြီးထားတာဖြစ်တယ်လို့နော်အဲ့ဒီမှာစာရေးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဆရာမတွေစကရင်ရှုလုပ်ရင်လုပ်လိုက်ပါနော်ဘောပင်နဲ့ကြီးမယ်ဆိုရင်နည်းနည်းနောက်ကျမယ်ဆိုတော့မမြင်ဘူးဆိုရင်စကရင်ရှုလုပ်ရင်လုပ်လိုက်ပါနော်ဂျောရှုက1405ကနေ1385ကျမ်းမှာရှိထားတယ်တရားသူကြီးမြတ်ခက်ကာလကတရားဟောရကျမ်းက1443မှာရှင်မောလကရေးထားတာဆိုတော့ကျွန်တော်တို့တွေ့တယ်ရူတအစာအုပ်ကို1330ကနေ1010အကြားနှစ်ပေါင်း20အတွင်းမှာရှင်မောလကပဲရေးထားတာကိုကျွန်တော်တို့တွေ့ခဲ့တယ်ပြီးတော့ Song of Solomon တခြင်းနဲ့တုတ်တန်ကျမ်းနဲ့ဒေသနာကျမ်းကိုဆလိုမန်ကရေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဆလိုမန်ကရေးထားတဲ့အချိန်ကအားလုံးဟာအတူတူပဲသူကယေရုရှလင်မြို့မှာဘုရင်ဖြစ်တဲ့အချိန်မှာသူရေးထားတာဖြစ်တယ်နော်အခုနဆရာပြောပြီးသားမှတ်မိနေတယ်နော်ဆလိုမန်က BC 990မှာသူ့အဖေဒေးဗစ်ဆုံးသွားတဲ့အတွက်ကြောင့် BC 990ကနေ BC 940အထိ30အထိသူကနှစ်ပေါင်း40ကိုသူကဘုရင်လောက်တဲ့အချိန်မှာသူကြီးထားတာဖြစ်တဲ့အတွက်ကြောင့် BC 990တိကနေ930တိအတွင်းမှာအဲ့ဒီကျမ်းပိုက်လေးအားလုံးကိုကြီးထားတာဖြစ်တယ်ဒါပေမဲ့တ
ตนาเจงกูโดเนาะเตตนาเจงกูเดวิดโซโลมอนบุจินอิตเรละบุจินกันนันตูมาเล่าโดได้ชิงมาอุปมางิงซาเราบีมาบ่เนาะตูบุจินมาพี่โดได้ชิงมาตูกะจีทาราพิเตเตจองเอริมา BC กูยาเลเซลูจีทาเนาะ BC กูยาเลเซสุเนาะโซโลมอนกะบุจินไปพิตอบูตูตาอับซาลอนกะบุจินพิตอบีเอริชิงมาတောင်ပတ်နဲ့မြောက်ပတ်ကွဲသွားတာဖြစ်တယ်နော်အဲ့ဒါကြောင့်သူတို့အချင်းကာလလေးကိုနည်းနည်းတိဖူလို့တယ်ကဲဓမ္မကြာရှုံးဝင်ပထမစာဆောင်ဒုတိယစာဆောင်တော့နော်အဲ့ဒါတွေကအခက်တွေကသူတို့နှစ်ကာလကအတူတူပဲအဲ့ဒီဘုရင်လောက်တုန်းကဘသူက prophet ပြုခဲ့တယ်လေဘယ်နိုင်ငံမှာ prophet ပြုခဲ့တယ်လဲဘသူကဘုရင်ဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာတွေကအားလုံးဓမ္မဟောင်းမှာတစ်ဆက်တည်းတခါတည်းဖြစ်တဲ့အတွက်ကြောင့်အခုနပြောထားတဲ့အတိုင်းပဲရှမွလ ABC 930ဆိုတော့ David Vision နော် David Vision ဖြစ်တဲ့ချိန်ဖြစ်တယ်ရှမွလ prophet ပြုတဲ့ချိန်မှာနော်ရှမွလကတောနာတဲ့ prophet ပြုတဲ့ချိန်မှာရှင် David က Vision ကြီးလောက်တဲ့ချိန်ဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မစာဆိုဝင်ပထမစာဆောင်နဲ့ဒုတိယစာဆောင်ကစေမောလကကြီးထားတာဖြစ်တယ်ဘယ်ချိန်မှာကြီးထားတယ်လဲဆိုတော့ BC 930တိနဲ့920နှစ်ကြာကာလဖြစ်မှာသူကြီးထားတာဖြစ်တယ်ပြီးတော့အဲ့ဒီချိန်မှာပဲယူဒပြည်နဲ့ဣသရေလပြည်ကိုပြည်မှာ BC 900 BC 450နဲ့440ကျတဲ့မှာObadiah တို့ Joel တို့ Jonah တို့ Amos တို့ Moses တို့Hosea တို့ Micah တို့က prophet ပြုလာတယ်တခါလဲသူတို့ကအဲ့ဒီချိန်မှာပဲတခါလဲ prophet ပြုလာတယ်ဘယ်မှာလဲဣသရေလပြည်မှာယူဒပြည်မဟုတ်ဘူးနော်ဣသရေလပြည်မှာ Ezekiel နဲ့ Isaiah နဲ့ Daniel နဲ့Jeremiah ကပြည်ထောင်စုမကွေးခင်မှာ prophet ပြုထားတယ်ပြည်ထောင်စုကွေးသွားပြီးမှဒီ Obadiah တို့ Joel တို့ Jonah တို့ Amos တို့ Hosea တို့ Micah တို့ကဣသရေလပြည်မှာ prophet ပြုတဲ့လူရှိတယ်လို့ယူဒပြည်မှာလည်း prophet ပြုတဲ့လူရှိတယ်အဲ့ဒါကြောင့်အခုပြောထားတဲ့ဟာကဣသရေလပြည်မှာ prophet ပြုထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ကြီးတဲ့နှစ်နဲ့သူတို့ရဲ့ prophet ပြုတဲ့နှစ်ပေါ့နော်ဥပမာဒီမှာ Joel ကတော့ BC 435ကနေ996Jonah ကတော့995မှာပြုတ်တယ် Amos က950 Hosea က950ကနေ910 Micah က935ကနေ910သူတို့သာသနာပြုတဲ့အချိန် prophet ပြုတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပြီးတော့ Isaiah ကနော်တန်းပြည်မကွဲခင်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတန်းပြည်မကွဲခင် BC 900လောက်မှာ Isaiah က prophet ပြုပြီးသားအဲ့ဒီ BC 900လောက်မှာ Isaiah က prophet ပြုပြီးတော့ယေရှုခရစ်တော်မွေးဖွားမယ့်အကြောင်းကိုသူပြောပြီးသားဖြစ်တယ်နော် BC 900မှာယေရှုခရစ်တော်မွေးဖွားမယ့်အကြောင်းကို Isaiah ကကြွတင်ပြောပြီးသားကိုကျွန်တော်တို့တွေ့ခဲ့တယ်ဒီပေါင်းဘယ်လောက်ကြာလဲနော် AD BC 4 BC လောက်မှာယေရှုခရစ်တော်မွေးဖွားတယ်ဆိုတော့ဒီပေါင်း900ပေါ့ဒီပေါင်း900ကြာမှIsaiah ရဲ့ prophet ပြုခြင်းကဒီပေါင်း900ကျော်မှပြည့်စုံလာတယ်ကျွန်တော်တို့ဒီနေ့ဗမာပြည်မှာ prophet ပြုတဲ့လူအများကတော့ဖြစ်ပြီးမှ prophet ပြုကြတာများတယ်နော်ဖြစ်ပြီးသားတစ်ပတ်လောက်ကျော်မှ prophet ပြုတာများတယ်အရင်တော့က prophet တွေကတော့နော်နှစ်ပေါင်း900 600 300 400 100ဆုံးရတယ် Daniel တို့နော် Isaiah တို့နော်Daniel prophet ပြုတဲ့ယေရှုခရစ်တော်မွေးဖွားမယ့်အကြောင်းနဲ့ယေရှုခရစ်တော်လက်ဝါးကတာမှာတည်မယ့်အကြောင်းတွေလဲနှစ်ပေါင်းဘယ်လောက်ကြာလဲနှစ်ပေါင်း600 400ကြာတယ်နော်အဲ့လိုဘုရားသခင်အသုံးပြုတဲ့ prophet တွေကတော့မဖြစ်သေးတဲ့ဟာတွေကိုနောင်ဘဝမှာဖြစ်မဲ့ဟာတွေကိုသူတို့ကဟောကြားတယ်အခုကျွန်တော်တို့ဗမာပြည်မပြောနဲ့တကဘာလုံးမှာရှိတဲ့ prophet တွေအများစုကတော့ဖြစ်ပြီးသားဟာကို prophet ပြုတာများတယ်
อเมริกามาพิพิธากูကျွန်တော်တို့ prophet ပြောတဲ့ချိန်မှာဗမာပြည်သူပြည်သားတွေကမသိဘူးလေနော်အဲ့လိုမျိုးတွေပြီးတော့အဲ့ဒီဖာနာဟုမ်တို့ဇဖနာယာတို့ဟာဘကုတ်တို့ဣဇကဲလ်တို့နော်ဇေရမီယာတို့ကနော်တမ်းပြီးမကွေးခင်မှာနော်သူတို့က prophet ပြောတာဖြစ်တဲ့အတွက်ကြောင့် BC 9650 635ဟာဘကုတ်က615ကနေ605ဣဇကဲလ်က990ကနေ990အဲ့လိုမျိုးတွေနော်သူတို့ prophet ပြောတဲ့ချိန်လည်းဖြစ်တယ်ပြီးတော့အဲ့ဒီစာအုပ်ကိုရေးထားတဲ့အချိန်လည်းဖြစ်တယ်ဆိုတာကိုဆရာရှမတို့ကသိဖို့လိုတယ်မရှိအရင်ဆုံးscreen shoot လုပ်လိုက်ပါ screen shoot လုပ်ပြီးမှကိုဟာကို note ထဲမှာရေးလို့ရတယ်နော်ပြီးတယ်လည်းဒီဟာလေးကိုmessage မှာပဲ box task box မှာလည်းဆရာထားပေးလိုက်မယ်နော်ကဲအဲ့လိုပဲဓမ္မကြရှင်ပထမစာဆောင်တော့နော်ဆရာအနာဂတိတော့ဓမ္မကြဇဝင်ဒုတိယတတိယစာဆောင်ပထမစာဆောင်ဒုတိယစာဆောင်ဒေနီယယ်တို့ဒန်ဂျေလာတို့ဇေယဂျေလာတို့နော်ဒီဟာဒီကတော့ပြုံးရင်လည်းအတူတူပဲအဲ့ဒါနှစ်လေးတွေကိုကြည့်ပြီးတော့နော်သူတို့က prophet ပြောတဲ့ချိန်ကာလနဲ့အဲ့ဒီစာအုပ်ကိုရေးတဲ့ချိန်ကာလကိုတတ်မှတ်ခြင်းဖြစ်ပါတယ်နော်ဘယ်သူကရေးထားတယ်လဲဓမ္မရာယွန်ပထမစာဆောင်နဲ့ဒုတိယစာဆောင်ကဇေရမီကရေးထားတာဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးတွေကိုscreen shoot လေးလောက်ပါပြီးမှ notebook နဲ့မှာလည်းမစုအနေနဲ့မှတ်ထားပါအဓိကကျွန်တော်တို့ကျန်းစာကိုဖတ်တဲ့ချိန်မှာဘယ်အချိန်မှာဖြစ်ခဲ့တယ်လဲဘယ်ဟာမျိုးတွေဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာကအဓိကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒါလေးကိုကြည့်ဖို့ကလိုတယ်လို့နော်နောက်ဆုံးအနေနဲ့ဓမ္မရာဇဝင်ဆောင်ပထမစာဆောင်နဲ့ဒုတိယရာဇဝင်6နော်ရာဇဝင်6ပထမနဲ့ဒုတိယစာဆောင်ဟာエザラがရေးထားတာဖြစ်တယ်နော် BC 450ကနဲ့ BC 430မှာရေးထားတာဖြစ်တယ်ဖြစ်ပြီးတဲ့ဟာကိုနောက်မှပြန်ရေးထားတာဖြစ်တယ်နော်သူတို့အကျိုးအကြောင်းလေးတွေကအဲ့ဒီအချိန်မှာဖြစ်ခဲ့တာကိုနောက်မှပြန်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီエザラကရာဇဝင်6ပထမနဲ့ဒုတိယစာဆောင်ဟာエザラရေးထားတာဖြစ်တယ်エスタစာအုပ်ကမော်ဒကာကရေးထားတာဖြစ်တယ်ဓမ္မဟောင်းမှာနောက်ဆုံးစာဖြစ်တဲ့မာလခိနော်မာလခိဟာ BC 433ကနေ424မှာရှိထားတာဖြစ်တယ်ပြီးတော့ပဲဇေရမိလည်း BC 424ကနေ BC 400မှာရှိထားတာဖြစ်တယ်သူလူချင်တာကပတ်နောက်ဆုံး prophet ပြုထားတဲ့လူကနော်မာလခိနဲ့ဇေရမယဖြစ်တယ်အဲ့ဒီ BC 400ကနဲ့ prophet လည်းမရှိတော့ဘူးဘုရားသခင်ကဆေလွတ်တဲ့လူလည်းမရှိတော့ဘူး vision လည်းမရှိတော့ဘူးနော်prophet လည်းမရှိတော့ဘူး priest လည်းမရှိတော့ဘူးနော်ဒီပုံ400လုံးကဘာပေါ်မှာလုံးဝဘုရားအတန်ကိုဘယ်သူကမှမကျန်တော့ဘူးဘုရားသခင်ကလည်းဘယ်သူမှမဆင်မလွတ်ဘူးဘုရားသခင်ကလည်းဘယ်သူမှစကားမပြောတော့ဘူးအဲ့ဒီအချိန်ကာလကို silent လို့ခေါ်တယ် silent period နော်မြစ်ပုံ400လုံးဟာဒီကဘာပေါ်မှာငြိမ်သက်နေတဲ့အချိန်ဖြစ်တယ်ငြိမ်သက်နေတဲ့ဆိုတာကဘုရားသခင်ကငြိမ်သက်တာနော်ကဘာပေါ်မှာတော့ရံဖြစ်တာတိတ်ပွေးဖြစ်တာနော်လုံးဝကဘာပေါ်မှာအကြံကူဆူရင်လာတဲ့ပေါ်မိတ်တဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီမာလခိ prophet ပြောတာနဲ့ Jeremy prophet ပြောတာနဲ့မြစ်ပုံ400လုံးဟာကဘာပေါ်မှာအဆူဝဆုံးအဘောင်မိတ်ဆုံးခက်ကာလဖြစ်တယ်ဘာဖြစ်လို့လဲဘုရားသခင်ကအဲ့ဒီချိန်မှာ silent ဖြစ်သွားတယ်ဘုရားသခင်လုံးဝစကားမပြောတော့ဘူး prophet လည်းမလွတ်တော့ဘူးနော်ဓမ္မတော်တွေလည်းမလွတ်တော့ဘူးဖြစ်တဲ့အတွက်ကြောင့်လုံးဝ silent ဖြစ်သွားတယ်ဒါပေမဲ့ကဘာပေါ်မှာတော့
ได้ป่วยดีพิเศษจานีพิเศษอมองไม่สูงเนี่ยสู้ส่งเชิงกาลพิเศษสุราบุจนเราติดทับดูบาร์เอ๊ดาสุนโนโอ้ปฐมส่งเปียวทาร์เรเนาะจนเราเจนเปลูกเปียวทาร์เรโรมันคาทอลิกเรียตรงทาร์เรเจนซาอุดีที่มาชีเรเนาะโรมันคาทอลิกเรียตรงทาร์เรดีเนชิงที่ตุโรกาตรงเนี่ยราจงตุโรมาเจนซาอุโกดมห้องมาเลเซงเอาชีเรจนเราก็ตุ้งเสกูเอาชีเรตุโรมาเลเซงเอาชีเรโรมันคาทอลิกเรียตรงทาร์เรเจนซาอุคิดเนาะจนเราก็เราเจมเปลูกเปียวทาร์เรที่ฮาริกากริกเอสตรา prayer of Azariah Maccabees ที่นั่นนี่ Eldras ที่นั่นนี่นั่นตรงပြီးတော့ prayer of Manasseh ရဲ့ဆုတောင်းခြင်းဘောနော် Maccabees အဲ့ဒီစာအုပ်တွေဟာဒီနေ့ချင်းချင်း Roman Catholic တွေကတော့တုံးနေတော့ပဲဖြစ်တယ်ဒါပေမဲ့ဒီဟာတွေဟာအခုနစာပြောသူလိုပေါ့နော်ဒီပုံလေးရလုံးလုံးဖျားတခင်က prophet လည်းမစေလွတ်တော့ဘူးကျမ်းစာကြီးမဲ့လူတွေလည်းဖျားတခင်ကစကားမပြောတော့ဘူးဖျားတခင်လုံးဝ silent ဖြစ်သွားတဲ့ချိန်မှာဒီစာအုပ်တွေကိုအဲ့ဒီချိန်ကာလမှာရေးထားတာဖြစ်တယ်ဒီစာအုပ်တွေဟာအဲ့ဒီဖျားတခင်ငြိမ်သက်နေတဲ့အချိန်ကာလမှာရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ဖျားတခင်စေလွတ်တဲ့လူကဖျားတခင်စေခန်းတဲ့လူတွေကရေးထားတာမဟုတ်တဲ့အတွက်ကြောင့်ဖျားတခင်မုတ်သွင်းထားတဲ့ကျမ်းစာအုပ်ထဲမှာမပါဘူးလို့ Protestant တွေကယူဆပြီးတော့သူတို့ကကျမ်းစာအုပ်အနေနဲ့ပယ်ထားတယ်အဲ့ဒါကြောင့်ကျမ်းပဲလို့ပြောချင်းဖြစ်ပါတယ်နော်ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဘာဖြစ်လို့ Protestant တွေကဒီစာအုပ်ကိုမသုံးတာလဲဆိုရင်တော့အဲ့ဒီ silent period လို့ခေါ်တဲ့နော်ဖျားတခင်ငြိမ်သက်တဲ့အချိန် prophet လည်းမရှိလွတ်တဲ့အချိန်နော်တမန်တော်တွေလည်းမရှိတော့တဲ့အချိန်အဲ့ဒီ prophet တွေလည်းမရှိတော့တဲ့အချိန်ကာလမှာလူပုဂ္ဂိုလ်တချို့တော့သူကရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်မုတ်သွင်းထားတဲ့ကျမ်းစာအုပ်မှာပေါင်းဆက်လို့မရဘူးဆိုပြီးတော့အကျိုးစေအောင်ကျမ်းတပုဂ္ဂိုလ်တွေကဒီဟာကိုဖယ်ထုတ်ခြင်းဖြစ်ပါတယ်ဆိုတာကိုလည်းဆရာဆရာမတွေကသိဖို့လိုတယ်။ဘာဖြစ်လို့ကျွန်တော်တို့ကအပိုကရာဖာစာအုပ်ကိုအတုံးမပြုတ်တာလဲ။ဘာဖြစ်လို့Roman Catholic တွေကအတုံးပြုတ်တာလဲဆိုရင်တော့ခုနဆရာပြောတဲ့ဟာကိုပဲဆရာဆရာမတို့စိတ်ထဲမှာထားလိုက်ပါ။ဒီကျမ်းပဲတွေဟာနော် silent ကာလမှာရေးထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကရေးထားတယ်လဲဘယ်အချိန်မှာရေးထားတယ်လဲဘယ်ဖျားကဆေလွှတ်ခဲ့တယ်လဲဆိုတာလည်းမသိတဲ့အတွက်ကြောင့်ဒီဟာလေးတွေကိုကျွန်တော်တို့ကလုံးဝလက်မခံကြချင်းဖြစ်တယ်ဆိုတာကိုဆရာဆရာမတို့ကသိထားဖို့လိုတယ်ဆိုရင်တော့တစ်ချက်လောက်သွားပြီးတော့ဒီစာအုပ်ကိုကြည့်ပြီးမှကျွန်တော်တို့ကခဏနာမှာဖြစ်တယ်ဒီဟာကနော်အခုန apocrypha ဆိုတဲ့Roman Catholic တွေစာအုပ်ထဲမှာ10လောက်ထဲမှာပါနေ Wisdom ပညာစိတ်စာအုပ်နော် Edra Tobit နော် Ben Syria Sarah နော် Bear and Dragon ဆိုတဲ့အဲ့ဒီစာအုပ်ပေါ့နော် Bear and Dragon ဆိုတဲ့ဟာပေါ့နော်အဲ့ဒီစာအုပ်တွေဟာလည်းအဲ့ဒီကျမ်းပေစာအုပ်ထဲမှာပါတယ်ဆိုတာကိုနော်ဘယ်နောက်လဲဒီနေ3 4 5အခုနဘယ်နောက်လဲ6 9 10 11 12 13 10လက်အောက်ရှိတယ်73အောက်ရှိတယ်ဒီနေ3 4 5 6 9 10 11 13 10လက်အောက်ရှိတယ်ဟိုမှာပေါ်မှာ Maccabees ဆိုတာနော် Maccabees မရှိဘူးMaccabees 1 2 3 4 Ezra 2မရှိဘူးနော် Ezra 2မရှိတဲ့အတွက်ကြောင့်ဒီမှာ2ရှိတယ်အဲ့ဒါကြောင့်နော်ကျန်တဲ့ပုဂ္ဂိုလ်ကအကုန်လုံးပေါက်မှာ73အောက်ရှိတယ်လို့နော်ဒါဆိုရင်သူတို့စာအုပ်ကကျွန်တော်တို့66အောက်နဲ့သူတို့73အောက်ပေါက်မယ်ဆိုတော့ဘယ်နှအောက်ရှိမလဲကဲဘယ်သူပေါက်မလဲမြန်ပေါက်မအောင်66အောက်နဲ့73ပေါက်ဘယ်လောက်လဲ Roman Catholic ဘယ်နှကျမ်းစာအုပ်ဘယ်နှအောက်ရှိမလဲဆရာပြောမယ်နော်အားလုံး45အုပ်ဟမ်79
အားလုံးပေါင်းကြည့်ရင်79ဖြစ်သွားပြီသူတို့မှာဓမ္မဟောင်းမှာ45အောက်ဓမ္မဟောင်းမှာ45အောက်ရှိတယ်ကျွန်တော်တို့မှာအကုန်လုံးပေါင်းမှာ39ရှိတယ်ဓမ္မတစ်တော့အတူတူဖြစ်တဲ့အတွက်ကြောင့်အားလုံးသူတို့မှာပေါင်းထည့်ထားတဲ့ဒီမှာဘာလို့လဲ89ရှိတယ်ဆိုတာကိုဒီနေ့တန်းဆောက်ဘောနော်လေ့လာချင်းပထမပိုင်းကျွန်တော်တို့ခဏနာမယ်အဲ့ဒါပြီးတာနဲ့ဘာကူလေ့လာမလဲဆိုရင်တော့နော်ဣတရေရလူမျိုးတွေဘယင်ကဘလူခွဲပြီးတော့ဘလူအောက်ထုတ်ခဲ့တယ်လဲပြီးတော့ prophet တွေဘယ်နဲ့ရောက်ရှိခဲ့တယ်လဲအဲ့ဒီ prophet တွေကဘာလုပ်လဲတောင်ပန်းဘယင်တွေကဘသူတွေလဲမြောက်ပန်းဘယင်တွေကဘသူတွေလဲအဲ့ဒီဟေဆာယရဲ့ prophet ပြုတဲ့ BC 900မှာယေရှုခရစ်တော်မွေးဖွားတဲ့အကြောင်းကိုဟောတဲ့အချိန်ကာလနဲ့ silent period ဆိုတဲ့နှစ်ပေါင်း400ကျက်ကာလမှာဘာဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာကိုဓမ္မကျမ်းဟောင်း Audi survey ဓမ္မကျမ်းဟောင်းလေ့လာစုံစမ်းခြင်းဒုတိယပိုင်းမှာကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ဆိုတော့ကိုဒီကနေ့ပြောချင်ပါတယ်ပေါ်တော့ချင်တဲ့လူတွားတယ်တွားပါပြီးတော့ဒီတော့ချင်တဲ့လူရှိရင်တစ်ချက်လောက်ဒီတော့ကြရအောင်လို့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒုတိယအပိုင်းကိုဝင်မှာဖြစ်ပါတယ်လို့အားလုံးခဏနာကြရအောင်ပေါ့နော်